ဒါဥစဉ်တို့ပြောချင်တာကမိဘကျေးဇူးကိုခုကြည်အောင်ဆက်တဲ့နေ့ဥစဉ်ပြပြီးပြီဘုရားရှင်ဆက်တဲ့အကြောင်းဟောပြီးပြီအရှင်သာရိပုတ္တရာဆက်တဲ့အကြောင်းဟောပြီးပြီဒီလောက်နဲ့သိရင်လည်းရပြီသို့တော့နောက်ထပ်ဇက်ကြောင်းတစ်ခုဟောခြင်းသေးတယ်တဏှာရီတော့အချိန်ကုန်မယ်ပြီးမလားသိကြပြီနော်ကဲသိကြရင်ပြီးတာပါပဲဟုတ်လားအားလုံးတို့ပြိဿတွေကျေးဇူးဆက်တတ်အောင်လို့ပါဟုတ်လားအမေတို့အဖေတို့ရဲ့မွေးကျေးဇူးကိုဆက်တတ်ဖို့ရန်နို့ဘိုးကိုကြည်အောင်ဆက်တတ်ဖို့ရန်ပြည့်စည်နဲ့ကျေးဇူးဆက်ခြင်းနဲ့လည်းသိအောင်ပြောကြားခဲ့ပြီးပါပြီတရားနဲ့ကျေးဇူးဆက်ခြင်းလည်းပဲဟောကြားခဲ့ပြီးပါပြီအရှင်သာရိပုတ္တရာမထေရမြတ်နဲ့ဘုရားရှင်တို့ရဲ့တရားဓမ္မနဲ့ကျေးဇူးဆက်တဲ့ဤလေးလည်းပြီးခဲ့ပြီးပါပြီအေးမြတ်စွာဘုရားလက်ထက်တော်ကာလတော်ကယဟန်တော်တစ်ပါးရဲ့ကျေးဇူးဆက်တဲ့ဤလေးကနာကြည့်ကြရအောင်ဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်သာဝတိပြင်မောစေတော်ရွှေเจ้าမှာကင်းအောင်မွေလျော်သတင်းသုံးလို့နေတော်မူစဉ်ကာလတုန်းကပြိဿရဲ့ဘုရားပင်မှာသတင်းသုံးလုံးကလည်းစေတော်ရွှေเจ้าတော်မှာရှင်တော်မြတ်ဘုရားသတင်းသုံးလို့နေတော်မူတဲ့အချိန်သာဝတိမြို့မှာလည်းပဲမိသားစုတစုရှိကြပါတယ်ဘလောက်တောင်ကြွယ်ဝချမ်းသာတယ်လဲဆိုရင်18ခရီးကြွယ်ဝချမ်းသာပါတယ်ဘလောက်ချမ်းသာလဲ18ခရီးကြွယ်ဝချမ်းသာတဲ့မိသားစုရဲ့သကောင်စရင်ကိုကြည့်လိုက်တဲ့အခါကျတော့အဖေရဲ့အမေရဲ့အရွယ်ရောက်နေပြီဖြစ်တဲ့သားလေးတစ်ယောက်ရဲ့ပေါင်းလိုက်တော့3ယောက်ပဲရှိတယ်တဲ့သာဝေသာဝ3ယောက်ပဲအင်းကြီးတိမ်မှာနေပြီးတော့စီစိန်နေခံစားရင်းနဲ့ပျော်နေလိုက်တာတယောက်တည်းသာရှိတဲ့ဟောဒီသားလေးကိုတရားသောမိသားစုဝင်တွေနဲ့လုံးဝပတ်သက်ခွင့်မပေးတဲ့အခါသားလေးကလည်းအိမ်ထဲမှာတယောက်တည်းနေရတော့ပြင်းပြီပေါ့ညနေချင်းရောက်ရင်အိမ်ရှိဝရဏလေးမှာထွက်ပြီးတော့မတ်တရက်လမ်းသွားလမ်းလာတွေကိုကြည့်ပြီးတော့ကလေးလေးကပီတိတွေဖြစ်လို့နေကြရတယ်ပြီးတော့အမျိုးကောင်းသားလေးတနေ့ဝရဏလေးထွက်ပြီးတော့ရက်နေတဲ့အချိန်မိမိတို့ရဲ့အိမ်ရှိကလမ်းမကြီးပေါ်မှာအေးချမ်းတဲ့မျက်နှာအေးချမ်းတဲ့ခြေနှံအသွင်ပြင်းနေနဲ့သွားနေတဲ့လူသားတွေတွေ့တဲ့အခါဒီလူတွေကြည်ရတာအေးချမ်းလိုက်တာဒီလူတွေသွားနေတဲ့ခြေနှံတွေမှာလောဘဒေါသတွေခင်းနေလိုက်တာဘယ်ကိုများသွားကြမှာပါလဲဘာချင်းရနဲ့များသွားနေကြတာပါလဲလို့ပြီးကျင်တဲ့စိတ်ကလေးနဲ့အောက်ထက်ကိုအသာဆင်းခရီးသွားရဲ့အနာကိုကပ်ပြီးတော့မေးကြည့်လိုက်တဲ့အခါအကိုကြီးတို့အမကြီးတို့အတော်ကြီးတို့ဘယ်ကိုများသွားကြမှာပါလဲခမည်းတော်သွားနေတဲ့မျက်နှာတွေကလည်းအေးချမ်းလိုက်တာခြေလမ်းတွေကလည်းလောဘဒေါသမာနခြေလမ်းတွေကင်ပါလိုက်တာလို့မေးလိုက်တဲ့အချိန်ပြန်ပြီးတော့ဖြေလိုက်တဲ့စကားသံကလူကလေးရဲ့ဟိုစီတော်ရွှေเจ้าတော်မှာဘုန်းတော်၆ပါးသခင်ဘုရားရှင်ကညစဉ်ညတိုင်းတရားဓမ္မတွေဟောကြားပေးနေတယ်ရှင်တော်မြတ်ဘုရားရဲ့တရားဓမ္မတွေကိုနာကြားဖို့ရန်ငါတို့သွားကြမှာပါတရားဆိုတာအေးတယ်တရားဆိုတာငြိမ်းတယ်တရားဆိုတာနှလုံးစိမ်ဝမ်းကိုငြိမ်းချမ်းစေပါတယ်တို့တရားသွားနာကြမလို့ပါကွယ်တဲ့ပရိသတ်ကြီးဘယ်သွားမှာလဲဒီတော့တရားနာသွားမယ်ဆိုတဲ့အတန်ကြားရတဲ့အချိန်ပါရမီဓာတ်ခံပါလာတဲ့သူငယ်ဖြစ်တဲ့အတွက်ကြောင့်ဒါဆိုရင်အဲ့ဒီတရားကျွန်တော်ကိုနာလို့မရဘူးလားရပါသဘောကွယ်ငါတို့ရဲ့ဘုရားရှင်ကတတိသရွယ်ကုန်းတဲ့ကနေလေသမားတိုင်အောင်သရောင်းသားတိုင်အောင်သူဟောတဲ့တရားကိုတပုံစံနဲ့တစိတ်ထဲနဲ့သာဟောကြားတော်မူပါတယ်သာလီလည်းနာကြားနိုင်ပါတယ်လိုက်လာလို့ရပါတယ်လို့တရားနာပရိသတ်ရဲ့ဆွဲဆောင်မှုအားကောင်းတဲ့အတွက်ကြောင့်နှလုံးသားတွေကသဒ္ဓါတွေကလည်းထက်တဲ့ထက်သန်လာရှင်တော်မြတ်ဘုရားတရားဝယ်ကိုအားခဲရင်နဲ့ပရိသတ်နောင်နာကနေပါသွားလိုက်တာစေတော်ရွှေเจ้าတော်မှာဘုရားရှင်ကလည်းတရားဓမ္မတွေဟောကြားနေပြီးဒါနရဲ့အကြောင်းတွေသီလရဲ့အကြောင်းတွေနတ်ပြည်ချမ်းသာရဲ့အကြောင်းတွေမြမပြည်ချမ်းသာရဲ့အကြောင်းတွေလွတ်မြောက်ကြောင်းတရားတွေကိုစင်စမ်းမပြတ်ဟောကြားနေတဲ့အထက်ကရှင်တော်မြတ်ဘုရားကအဲ့ဒီနေ့ကြမှာကာမနာအာဒီနဝကထာငါးပြအာယုံကာမဂုဏ်ကြီးရဲ့အပြစ်တွေကိုတန်းစီပြီးတော့ဟောကြားတော်မူလို့နေပါတယ်ခြေသားခြေသမီးတို့
သင်တို့မြင်ရတဲ့ယူပါယုံတတယုံခန္ဓာယုံရတယုံဘုဒ္ဓဘာယုံဓမ္မယုံလို့ခေါ်တဲ့အာယုံ6ပါးကာမဂုဏ်တရားတို့သည်အပူနဲ့သာစားပြီးတော့အပူနဲ့သာဆုံးလိမ့်မယ်ဘယ်တော့မှအေးချမ်းတယ်ဆိုတာမရနိုင်ဘူးတကယ်အေးချမ်းတဲ့တရားအစစ်ဆိုတာကယဟန်တို့ရှာနေတဲ့ယဟန်တရားမှသာရှိပါတယ်အေးဒါကြောင့်ညီရတဲ့ဘဝအေးချမ်းတဲ့ဘဝအပူရိကင်းတဲ့ဘဝကိုလူကျင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးပန်ရင်တော့ယဟန်ဘဝမှာယဟန်တရားကိုအားထုတ်ရမယ်လို့ရှင်တော်မြတ်ဘုရားကလည်းယဟန်ပြုတာတရားရှာဖို့ဟောကြားတော်မူနေပြီးတရားနာကြနေတဲ့သူငယ်လေးရဲ့တရားတရားကလည်းထပ်သန်လို့နေပြီးဒီလိုနဲ့တရားပွဲကြီးပြည့်စုံသွားတဲ့အချိန်ထပ်သန်တဲ့တရားတရားကိန်းသွားတဲ့ဟောဒီသူကောင်းသားလေးအမျိုးကောင်းသားလေးရှင်တော်မြတ်ဘုရားရဲ့ထံတော်ဘာကိုချဉ်ကပ်သွားအိုးဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်တရားရှင်ဘုရားရဲ့သာသနာမှာဖန်ဝါနီမြတ်ကြသင်္ကန်းဆင်မြန်းလို့ရှင်ဟန်ပြုလိုပါတယ်တပည့်တော်ကိုယဟန်ပြုခွင့်ပေးသနာတော်မူပါလို့ယဟန်ပြုခွင့်တောင်းပါတယ်ဒီတော့မြတ်စွာဘုရားကအမျိုးကောင်းသားလေးကိုကြည့်ပြီးတော့ဟဲ့သားလေးငါဘုရားရဲ့သာသနာကိုဝင်လာကြမယ်မျိုးကောင်းသားမျိုးကောင်းသမီးမှန်ရင်သင်တို့ရဲ့မိဘနှစ်ပါးကကြီးကြီးပြူပြူနဲ့ခွင့်ပြုမှသာလည်းဟိုပေးခွင့်ရှိပါတယ်အဲကြောင့်မင်းမိဘနှစ်ပါးကမင်းကိုသာသနာပေါင်းဝင်ဖို့ခွင့်ပေးလိုက်ပြီလားတဲ့ပရိသတ်မိဘနှစ်ပါးကခွင့်ပေးလိုက်ပြီလားအရှင်ဘုရားတပည့်တော်ရဲ့မိဘနှစ်ပါးကခွင့်ပေးဖို့နေသာအရှင်ဘုရားဓမ္မကိုတရားလာရောက်ပြီးတော့နာကြားတာတောင်မှမသိကြရှာသေးပါဘူးဘုရားဤကွယ်ဒါဆိုရင်မင်းမိဘနှစ်ပါးထံမှာမင်းခွင့်သွားတောင်းလိုက်အောင်လို့ရှင်တော်မြတ်ဘုရားရဲ့ရွှေနှုတ်တော်ကမိန့်ကြားလိုက်တယ်ဆိုရင်ပဲမိမိရဲ့အိမ်ကိုအပြေးလေးပြန်မိဘနှစ်ပါးရဲ့ဓမ္မယုသေးစွာဥနှိမ့်ချပြီးတော့အဖေတို့အမေတို့ကျွန်တော်ဒီမြတ်စွာဘုရားရဲ့တရားကိုနာကြားကြရပြီးပါပြီလူပေါင်းမှာကျင်လျရတဲ့ကျွန်တော်တို့ရဲ့ဘဝငါးပြာအာယုံကာမဂုဏ်နဲ့သာအချိန်ကုန်လို့နေရပါတယ်ငါးပြာအာယုံကာမဂုဏ်တရားတွေကပူလောင်လာပါတယ်ဒါကြောင့်အေးရတဲ့တရားကိုရှာဖွေခွင့်ရဖို့ရအတွက်ကျွန်တော်မြတ်စွာဘုရားရဲ့သာသနာမှာဝင်ပြီးတော့ယဟန်ပြုလိုပါတယ်ယဟန်ပြုခွင့်ပေးကြပါလို့မိဘနှစ်ပါးရဲ့ထံမှာခွင့်တောင်းလိုက်တဲ့အချိန်အသက်80ကျော်80တွင်ချင်းနှင်းဝင်ရောက်နေပြီဖြစ်တဲ့အမေအိုကြီးကအသားလေးကိုသိချကြည့်ငါသားရဲ့မင်းမှုပြောရလေခြင်းတိမ်လုံးမှာ80 80နာကနေ80နာကနေတဲ့အမေအဖေနားရီထိုင်မျက်စိတွေမုံသွားတွေကြိုခါတွေကိုင်းနေတဲ့ဒီလင်မယားနှစ်ယောက်ကိုမှမေတ္တာရင်ပြီးတော့မြတ်စွာဘုရားရဲ့သာသနာကိုဝင်သွားမင်းလို့ဆိုနေတယ်မင်းမို့လို့ပြောထွက်နေခြင်းကွယ်ငါသားရဲ့အမေပဲလို့မှခွင့်မပေးနိုင်ဘူးတဲ့ငါခွင့်မပေးနိုင်ဘူးသားရဲ့တဲ့အမေတို့ရဲ့အမျိုးကိုပြန်ပြီးတော့ကြည်လိုက်ပါအောင်တမျိုးလုံးတစ်ဆွေလုံးမှငါသားလေးတယောက်သားလည်းလူပြေမှာခြံထားခဲ့ရမှာငါသားလေးဒီအမေတို့ရဲ့အညွတ်ဖြစ်တဲ့သားကလေးပါအမေတို့အမျိုးကိုဆက်လက်ရှင်းသန်ဖို့ဆိုတာငါသားလေးမှာပဲတာဝန်ရှိပါတယ်သားရဲ့အမေမျက်လုံးအဆုံးမြင်နေရပြီမယ်ငါသားမရှိရင်꿰နေသလိုပါပဲငါသားလေးရဲ့အမေရဲ့မျက်လုံးဆိုရင်လည်းငါသားလေးပါပဲအမေရဲ့အသေးနှလုံးဆိုရင်လည်းငါသားလေးပါပဲအမေရဲ့အသက်ဆိုရင်လည်းငါသားလေးပါပဲ꿰ဒါကြောင့်အမေပဲနည်းနဲ့မှခွင့်မပေးနိုင်ပါဘူး꿰အမေကဘလောက်ပဲသားကတောင်းဆိုခွင့်မပေးတဲ့အခါကျတော့လေသားလေးနဲ့စိတ်ကြည်ညင်းပြီးတော့ကဲဗျာဒါဆိုရင်တော့သားကတော့နေလို့စားလို့လည်းရမှာမဟုတ်တော့ပါဘူးဆိုမြတ်စွာဘုရားရဲ့တရားတော်ကိုအာယုံပြုသတိရရင်မိဘနှစ်ပါးခွင့်မပြုတဲ့အတွက်ကြောင့်စိတ်ညစ်ခြင်းများစွာနဲ့အိယာထဲမှာဝင်လင်းလိုက်တာ9 ရက်လုံးလုံးထမင်းလည်းထားမစားဘူးရေလည်းမတောက်ဘူးအယုတ်ဆုံးကျင်ကြီးကျင်ငယ်တော့မစွန့်တော့ဘူးတဲ့ဒီတော့အဖိုးကြီးကတတိထားပြီးတော့ကြည်လာတယ်ရှင်မငါတို့မှာတစ်ယောက်ပေါင်းပြေးကြည့်မှသားဆိုလို့ဒီတစ်ယောက်ပဲရှိတာငါတို့တိမ်လုံးမှာယရနာဆိုလို့ဒီသားလေးတစ်ယောက်သာရှိတယ်
ဒီသားလေးသားဟောဒီလောကကြီးတွေကနေသေဆုံးသွားရင်တော့ငါတို့ယူကြုံမရဖြစ်လို့ငါတို့ပါလိုက်သေးကြရလိမ့်မယ်ထင်တယ်မင်းမတင်းပါနဲ့တော့ကွာသူဆန္ဒအတိုင်းယဟန်ပြုခွင့်သာပေးလိုက်ပါတော့ယဟန်ဘဝမှာရှိနေရင်တော့မှငါတို့ယဟန်လေးဘဝနဲ့သားလေးကိုမြင်တွေ့ရအောင်မယ်ဒီလိုသာမင်းတင်းထားရင်တော့မင်းသားလေးကဆန္ဒပြလို့အစာငတ်ခံလို့အသေးခံလိမ့်မယ်ထင်တယ်အဖိုးကြီးကနားချမှအဖွားကြီးကလည်းသဘောပေါက်ပြီးတော့ခေသားသားလာမင်းဒီလိုကြီးတော့မနေတဲ့ကွယ်သမင်းစားပါဟဲ့ရေတောက်ပါဟဲ့မင်းဖြစ်ခြင်းနဲ့ယဟန်ဘဝကိုအမေကလည်းခွင့်ပေးပါပြီမင်းအဖေကလည်းကြည်ကြည်နက်နက်နဲ့ခွင့်ပေးလိုက်ပါပြီငါသားလေးသာသနာပေါင်းကိုဝင်ခွင့်ရပါပြီလို့အမေကြီးရဲ့နှုတ်ခလည်းခွင့်ပြုချက်လည်းပေးလိုက်ရောပြိဿကြီးအာရပါရနဲ့ဒုံဆိုင်ကြီးဇေတော်ကြောင့်တော့ကခန္ဓာကိုယ်ရိတ်တိုက်ကိုဝင်ရှင်တော်မြတ်ဗျာရဲ့ခြေတော်ရဲ့မှာရှင်တော်မြတ်ဗျာကိုယိုသေးစွာဥနှိမ့်ချလို့လျှောက်ထားလိုက်ပြီးဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားအရှင်ဘုရားရဲ့သာသနာမှာယဟန်ပြုခွင့်ရဖို့ရန်အတွက်တပည့်တော်ရဲ့မိဘနှစ်ပါးကကြည်ပြူပြူနဲ့ခွင့်ပေးလိုက်ပါပြီဒါကြောင့်အရှင်ဘုရားတပည့်တော်ကိုသာသနာပေါင်းတွင်သွတ်သွင်းလို့ပြီးတော်မူပါဘုရားတဲ့အာရပါရနဲ့လျှောက်ထားရှင်တော်မြတ်ဘုရားကရှင်သာရိပုတ္တရာမထေရမြတ်ကိုယဟန်ပြုခွင့်တာဝန်ပေးပြီးတဲ့အချိန်ခုနကလူဝတ်ကြောင့်ဘဝကအမျိုးသားလေးဟာဘာဝနေမြတ်ကြသင်္ကန်းဆင်မြန်းပြီးတော့ရှင်ယဟန်ဘဝကိုရောက်ရှိသွားခဲ့ပါပြီအမျိုးကောင်းသားလေးဘာဖြစ်သွားလဲယဟန်ဖြစ်သွားတဲ့အချိန်ယဟန်တို့သိရမယ်ပရိယတိသာပေကိုငါးဝါတိုင်တိုင်သင်ငါးဝါတိုင်နဲ့သင်ပြီးတဲ့အချိန်ရောက်တော့ကိုရော်လေးရဲ့တတိတံဝေကညာဏီကနှိုးဆွာလို့လာပြီ။ဩငါသည်မြတ်စွာဘုရားရဲ့တရားတော်ကိုနာကြားပြီးကားစားအချိန်လုံးကယဟန်ဘဝမှာယဟန်တရားကိုအားထုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ယဟန်ပြုခွင့်ရလာခဲ့တာအခုငါသည်စာပေလေးလည်းပဲသင်ကြားလို့တက်မြောက်ခဲ့ပြီးပြီမြတ်စွာဘုရားသာသနာကိုဝင်လာခဲ့တဲ့ရည်ရွယ်ချက်အတိုင်းငါတရားဓမ္မရှာဖွေမှဖြစ်တော်မယ်လို့ရည်ရွယ်တဲ့စိတ်ဓာတ်တရားကောင်းတဲ့ဘုံဘုံရန်အတွက်ကမ္မထာနိကြတဲ့ကမ္မထာဆရာရဲ့အထံကိုသွားဝိပဿနာအလုံးပေးတရားတွေနာကြားပြီးတဲ့အချိန်သာဝတိမျိုးနဲ့ခလန်းလန်းကတော်ရန်နေရှိရာရဲ့သို့သဗ္ဗေတလုံးသင်္ကန်းသုံးတွေကိုလွယ်လျက်ဖြင့်တောထွက်လို့တရားရှာဖို့ကြွတော်မူခဲ့ပါပြီကိုယ်တော်ဒီတော်ထဲမှာတရားရှာဖို့ကြွတော်မူလာခဲ့ပြီမိမိတပါးနေကြောင်းလေးပေါ်မှာတပါးရဲ့ကင်းအောင်ရင်ဖြင့်မိမိရဲ့ယုတ်တရားနန္တရားကိုဝိပဿနာတရားတွေရှုပွားရင်းနဲ့နေလာလိုက်တာနေကနေလာကနေနှစ်တွေပြောင်းရင်12နှစ်ဆိုတဲ့ကာလတိုင်အောင်ချင်းနှင်းဝင်ရောက်လာခဲ့ပေမဲ့ကိုတော်လေးရဲ့အသိဉာဏ်မှာဘာတရားဒုတရားမြတ်မှာမရသေးပါပရိသတ်နှစ်ပေါင်းဘယ်လောက်ကြာသွားလဲဒီပေါင်း12နှစ်တိုင်အောင်ဝိပဿနာတရားတွေရှုပွားပေမဲ့ပါရမီတက္ကံနုနေလာတဲ့အတွက်ကြောင့်ဘာတရားမှလည်းမတွေ့နိုင်အိမ်မှာကြံခဲ့တဲ့မိဘတစ်ပါးရဲ့ဘဝ12နှစ်အတွင်းကြည်လိုက်ပြန်တော့12နှစ်တိုင်တိုင်သာအရင်မရှိတဲ့အဖိုးကြီးဘွားကြီးနှစ်ယောက်ရဲ့ဘဝမှာအိမ်မှာခေါ်ထားတဲ့ကျွန်နေအမှုလုပ်တွေကဝိုင်းပြီးတော့စရင်နေလေဟိုဟာတစ်ခုကုန်းတော့ဒီဟာတစ်ခုရောင်ဒီဟာတစ်ခုကုန်းတော့နောက်တစ်ခုထပ်ရောင်ရောင်ရင်စားရင်ရောင်ရင်စားရင်နဲ့တစ်ခုပြီးတစ်ခုကုန်းလာလိုက်တာနောက်ဆုံးနေစရာအိမ်ကိုယ်တော်မရှိပဲနဲ့ရောင်းချရင်းနဲ့သုံးဆွဲလိုက်တာခွက်တယောက်တစ်လုံးလက်ဆွဲပြီးတော့အရက်ထဲမှာလင်းရင်းလမ်းဆုံးလမ်းကွာမှာထိုင်ရင်းနဲ့တောင်းစားလို့နေရရှာပြီမိဘနှစ်ပါးကြည့်လိုက်တော့လေစိစိမ်ဥစ္စာကုန်မသွားဘူးလား12နှစ်ဆိုတဲ့ကာလတစ်ခုအတွင်းမှာအိမ်မှာကြံခဲ့တဲ့မိဘနှစ်ပါးကလည်းစိစိမ်ဥစ္စာတွေကုန်သွားတဲ့အတွက်ကြောင့်ခွက်လက်ဆွဲပြီးတော့တောင်းစားတဲ့ဘဝကိုရောက်လို့နေကြရှာပြီးတော်တယ်မှာတရားဓမ္မတွေရှားပွေနေတဲ့ယဟန်လေးကြည်လိုက်ပြန်တော့လေဘာတရားမှမတွေ့နိုင်သေးတဲ့အခါလောကကြီးကအလုံးကိုရိုက်ဆိုင်နေတယ်လို့ထင်ရပါပြီဒီလိုနဲ့တနေ့ကျတော့သာဝတိကယဟန်တစ်ပါးကလည်းအဲ့ဒီတောကြောင်းလေးမှာပဲတရားအားထုတ်ဖို့ဆိုကြွလာတဲ့အခါ
ယန္တပါစကားတွေပြောအရှင်ဘုရားကျမ်းပါရဲ့လားဘုရားဘယ်ကကြွလာတာလဲဘုရားပေါ့မင်းပြောရင်းနဲ့သာဝတိကကြွလာတာလဲဆိုရောဘုရားရှင်ကျမ်းပါတော်မူရဲ့လားဘုရားအရှင်သာရိပုတ္တရာတို့အရှင်အာနန္ဒာတို့ကျမ်းပါတော်မူကြပါရဲ့လားဘုရားအာနာပါသန္နာပါစကားတွေဆိုရင်နဲ့အရှင်ဘုရားတပည့်တော်မေးပါရစေဘုရားသာဝတိမြို့မှာ18ကလေးကျွယ်ဝတဲ့အမျိုးဆက်တစ်ခုရှိပါတယ်အဲဒီအမျိုးဆက်မှာဘုန်းကြီးဘွားကြီး2ယောက်ရှိပါတယ်အဲ့ဒီမိသားစုတွေကဘုန်းကြီးဘွားကြီး2ယောက်တို့ရောကျမ်းရမာမာနဲ့ရှိကြပါရဲ့လားဗျာလို့မိဘတွေရဲ့အကြောင်းကိုမိဘလို့မပြောသေးပေနဲ့မေးလိုက်တဲ့အချိန်အဲ့ဒီအကြောင်းကလည်းသာဝတိတစ်မျိုးလုံးမှာအုပ်အုပ်ကြက်ကြက်နဲ့လူတိုင်းရဲ့ပါဇက်ဖြာပြောနေတဲ့စကားဖြစ်တော့လေဟိုကိုယ်တော်ကလည်းအားရပါရဲ့ဟာရှင်ဘုရားရဲ့ဒီအဖိုးကြီးဘွားကြီး2ယောက်ရဲ့အကြောင်းတော့ပြောရမှာစိတ်မကောင်းစရာပါတဲ့ဟာရှင်ဘုရားပြောပါဦးဘုရားဘာတွေများဖြစ်လို့လဲရှင်ဘုရားဒီအဖိုးကြီးဘွားကြီး2ယောက်မှာသားလေး1ယောက်ရှိတယ်လို့တော့တပည့်တော်တို့ကြားဘူးတယ်မြင်တော့မမြင်ဘူးဘုရားအဲဒီသားကလေးကလည်းသာရဏဘောင်ဝင်ပြီးတော့တော်ထွက်သွားတယ်လို့ကြားတယ်အိမ်မှာကျိုးနေအမှုလုပ်တွေနဲ့ထားခဲ့ကြတယ်မိဘ2ပါးရဲ့ဘဝကလည်းအိမ်မှာရှိရတဲ့ကျိုးနေအမှုလုပ်တွေကဝိုင်းပြီးတော့စည်နေလေစည်းသေးတွေအကုန်လုံးပြောင်းအောင်ဝိုင်းပြီးတော့ဖယ်လိုက်ကြတာအခုဗျာဘုန်းကြီးဘွားကြီးရဲ့ဘဝဟာမဝရေစာလေးစားပြီးတော့နမ်းပြီးမှခွက်ဆွဲတောင်းစားနေရတယ်ကိုတော့ဆိုတော့ဟိုကိုတော်ကလည်းအာရပါရနဲ့ဒီဇလံပြောနေတဲ့အချိန်အမေတို့အဖေတို့ရဲ့ဘဝအမှန်ကိုကြားသိရတဲ့ကိုတော်လေးရဲ့နှလုံးသားမှာလှမ်းအထိုးခံရသည့်ပမာတစ်ဆက်တောင်ခါနာပြီးတဲ့အချိန်မျက်ရည်ဖြိုင်စီဟိုကိုတော်ရဲ့စကားဆုံးတဲ့အချိန်မှာဟိတိုက်လို့ငိုချလိုက်ပါပြီအာရပါရနဲ့ရှက်ကြီးတငယ်နဲ့ငိုနေလိုက်တာဟိုကိုတော်လည်းဘာပြောမှမထားအရှင်ဘုရားတပည့်တော်ပြောတဲ့စကားနဲ့များဘာမှမကြိုက်လို့လဲဖေ။ဘာမှမှားလို့လဲဖေ။အရှင်ဘုရားအတွက်တပည့်တော်စိတ်နှောက်ရှက်များပြီးပြီသလားဖေပေါ့လေ။အာဂန္တုဆိုတော့တန်းစီမေးလိုက်တာရှင်ဘုရားပြောတာမမှားပါဘူးဖေ။အရှင်ဘုရားပြောတယ်ဘုရားဘွားကြီးတို့ရဲ့သားဆိုတာတပည့်တော်ပါပဲ။တပည့်တော်ရဲ့မိဘ2ပါးရဲ့ဘဝဒီလောက်တောင်ဖြစ်သွားရတာကိုတပည့်တော်ယူကြုံမရလို့ဝမ်းနေလို့ငိုမိတာပါ။ဩအဖိုးကြီးဘွားကြီးရဲ့သားဆိုတာအရှင်ဘုရားကိုပေါ့ဟိုကတော်ကလည်းအံ့ဩပြီးတော့ကြည့်ဒါဆိုရင်အရှင်ဘုရားကိုတပည့်တော်မေးပါဦးမယ်အရှင်ဘုရားကရောတောထဲမှာတရားအားထုတ်နေတာဘာတရားတွေတွေ့ပြီလဲတဲ့ပြိဿရဲ့ဘာတရားတွေ့ပြီလဲအရှင်ဘုရားတပည့်တော်ရဲ့ပါရမီကလည်းနုနယ်လွန်လာပါတယ်12နှစ်တိုင်လည်းတရားတရားချမ်းသာစွာနဲ့တပည့်တော်ကြိုးစားအားထုတ်ပေမဲ့တပည့်တော်မှလည်းဗာတရားတူမှမရသေးပါဘူးဒီတော့ဟိုဘတော်ကတုတ်ပြီပေါ့ဟာအရှင်ဘုရားမှားနေပြီထင်တယ်တော်ထဲမှာတရားရှာနေတဲ့အရှင်ဘုရားကလည်းဗာတရားမှမတွေ့နိုင်အိမ်မှာကြံခဲ့တဲ့မိဘ2ပါးကလည်းအယုဘောအရေးတင်းကြံပြီးတော့နံဘေးမှာခွက်ဆွဲပြီးတော့ပိစာကန်းသာမဝရေသာတောင်းစားလို့နေရရှာတယ်အရှင်ဘုရားဒီဩဒီမိဘ2ပါးကိုသာဒီလိုပြစ်ထားမယ်ဆိုရင်အမွေခံထိုက်တဲ့သာသမီမဖြစ်ပဲရှိပါလိမ့်မယ်အရှင်ဘုရားမိဘ2ပါးကိုဖရာတော်မှမပြစ်ပါဘူးဘုရားဒါကြောင့်အရှင်ဘုရားကိုတပည့်တော်အကြံပေးလိုပါတယ်အရှင်ဘုရားသာဝတိကိုပြန်လူပေါင်းကိုပြန်လူထွက်ပြီးတော့မိအိုဖအိုတွေကိုပြန်ပြီးတော့လှုပ်ကြွေးသင့်ပါတယ်လို့မိဘ2ပါးကိုလှုပ်ကြွေးသင့်တဲ့အကြောင်းနဲ့ဟိုဘုရားကအကြံဉာဏ်ပေးသူ့စိတ်ထဲမှာလည်းဆုံးဖြတ်ချက်ကချပြီးပြီဆိုတော့ရှင်ဘုရားတပည့်တော်လည်းဒီတိုင်းပဲဆုံးဖြတ်လိုက်ပါပြီဒါကြောင့်တပည့်တော်ရဲ့ဟောဒီတော်ရာကြောင်းလေးကိုအရှင်ဘုရားကိုလှူခဲ့ပါမယ်တပည့်တော်သည်ပရိက္ခရာရှိပြာကိုပြန်သေးပြီးတော့လာလန်းအတိုင်းပြန်ကြွားရပါတော့မယ်သာဝတိမြို့မှာမဝရေသာစားနေရတဲ့မိဘ2ပါးကိုတပည့်တော်သာလာပြန်လုံမကျွေးရင်တော့တပည့်တော်လည်းအမွေခံမထိုက်တဲ့သာသမီဖြစ်သွားပါလိမ့်မယ်လို့ကြောင်းကလေးကိုလူမိမိတော်ထွက်စဉ်ကာလကပါလာတဲ့သဘိသင်္ကန်းကိုလွယ်သာဝတိမြို့ကိုလာရလမ်းလေးအတိုင်းတလန်းရင်နဲ့ကြွားလန်းလို့ပြန်လာခဲ့ပါပြီအတွေ့ထဲမှာဖေးပုံရိပ်ပေါ်နေပြီ
အတွင်းထဲမှာအမိပုံရိပ်တွေမြင်နေပြီ။အော်ငါမိဘနှစ်ပါးသူများပေးသာကံသာတောင်းစားတဲ့ဘဝကိုရောက်လို့နေရှာပြီ။ဆက်ရှိကလေးကျွဲဝါချမ်းသာခဲ့တဲ့ငါမိဘနှစ်ပါးဘလောက်တောင်များဆင်းရဲလို့ဘလောက်တောင်များသောကတန်ကြတွေနှိမ့်ဆက်ခံရနေမလဲလို့လေးတွဲခြေလမ်းနေနဲ့နှမ်းရင်အမေတို့အဖေတို့ရဲ့အကြောင်းလေးတွေးလိုက်ပြန်တော့မျက်ရည်တွေပါပြင်းမောစီးရင်နဲ့ရင်ရင်နဲ့လည်းပဲငိုရပြန်ရှာတတိလေးဝင်တခါပြန်ပြီးတော့ဆက်လက်ပြီးတော့ခရီးစဉ်တပြေးတပြေးနဲ့ကြွာလန်းရင်နဲ့ကြွာလန်းလို့လာလိုက်တဲ့အခါသာဝတိမြို့နဲ့မနီးမဝေးနေရရောက်ပြီဆိုတော့လမ်းလေးကနှစ်ခွာတဲ့ညာဘလမ်းလေးအတိုင်းရှောင်းလန်းလို့လိုက်သွားမယ်ဆိုရင်သာဝတိမြို့ဇေတော်ရွှေကျောင်းတော်ရဲ့မုတ်ဦးဝါကိုတည့်တဲ့ဝင်သွားတဲ့လမ်းဘေဘလမ်းလေးအတိုင်းရှောင်းပြီးတော့လိုက်သွားမယ်ဆိုရင်သာဝတိမြို့တကားတွေကိုတတ်ပြီးတော့ဝင်သွားတဲ့လမ်းနဲ့လမ်းစုံရဲ့အလယ်မှာကိုတော်လေးမတ်တရက်ပြီးတော့စဉ်းစားတော်မူရပြန်ပြီ။ဟာဒီလမ်းလေးအတိုင်းသွားရင်တော့သာဝတိမြို့တကားကိုတတ်ပြီးတော့ရောက်မယ်။သာဝတိမြို့ကိုရောက်ရင်ငါအဖေနဲ့ငါအမေကိုငါဒီညနေကစာပြီးတော့ရှာခွင့်ရမယ်။အမေနဲ့အဖေကိုကံကောင်းရင်ဒီညအတွင်းမှာပဲငါပြန်တွေ့လိမ့်မယ်။ဟောဒီလမ်းအတိုင်းလိုက်သွားရင်တော့ရှင်တော်မြတ်ဖျားကိုငါအာရပါရဖူးခွင့်ရလိမ့်မယ်။ငါဘယ်လမ်းကနေပြီးတော့ရှောင်နှံ့ရလိမ့်မလဲလို့စဉ်းစားကံဝင်လို့နေတဲ့အချိန်အတွင်ပန်းလေးကပေါ်လာပြီ။ဩငါကမနက်ဖြန်မိဘနှစ်ပါးနဲ့တွေ့ရင်လူထွက်ပြီးတော့လူဘဝကိုရောက်သွားတော့မှဒီကနေ့တညသာလည်းရင်မြတ်စွာဘုရားသာသနာမှာနေခွင့်ရတော့မှဖြစ်တဲ့အတွက်ကြောင့်ရှင်တော်မြတ်ဘုရားရဲ့ရွှေမြတ်တော်ကိုနောက်ဆုံးအာရပါရဖူးလိုက်မယ်ရှင်တော်မြတ်ဘုရားဟောကြားမယ်ဒီကနေ့ညတရားကငါအာရပါရနဲ့နာကြားလိုက်မယ်မနက်မိုးလင်းမှပဲငါအဖေနဲ့အမေကိုရှာတော့မယ်လို့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကလေးကိုချသာဝတိမြို့စေတော်ကျောင်းပေါင်းကိုတန်းတန်းကြီးဝင်သွားတဲ့နန်းလေးအတိုင်းတပြေးတပြေးနဲ့ရှောင်းလန်းလို့ကြွာလန်းလာလိုက်တာနေဝင်မိုးချုံစအချိန်ရှင်တော်မြတ်ဘုရားကလည်းသာဝတိမြို့ကစေတော်ရွှေကျောင်းတော်မှာနေ့စဉ်ဟောကြားနေတဲ့တရားဓမ္မလမ်းကြောင်းအတိုင်းတရားဓမ္မတွေစတင်လို့ဟောကြားနေပါပြီကိုတော်လေးနောက်နာကနေပြီးတော့တရားနာနေတဲ့အချိန်အဲဒီနေ့ကျမှပဲရှင်တော်မြတ်ဘုရားကအာလုံးသောယံပရိသတ်လူပရိသတ်တွေကိုဘယ်လိုတရားမျိုးဟောကြားသလဲဆိုရင်မာတုပောတကသုတ်တံနဲ့ခြေသားတို့တဲ့ဟောဒီလောကကြီးထဲမှာတဘဝတခါသာဆုံးရတဲ့မိဘနှစ်ပါးနဲ့ဆုံးခွင့်ရတဲ့အချိန်မှာမိဩဘာဝရီကိုပြည့်စည်တဲ့လုံကျွေးခြင်းတရားဓမ္မနဲ့လုံကျွေးခြင်းလို့ခေါ်တယ်လုံကျွေးခြင်းကိုသင်တို့ပြုကြရမယ်မင်းတို့ရဲ့မိဘနှစ်ပါးကမင်းတို့ကိုမွေးဖွားပြီးသားအချိန်တည်းကငါတို့ရဲ့သားသမီးတွေကငါတို့ရဲ့ဟောဒီမျောလင်းခြင်း၅ပါးနဲ့ပြန်ပြီးတော့ပြည့်စုံနေမယ်မိဘနှစ်ပါးရဲ့နှလုံးသားမှာအဲ့ဒီအချိန်တည်းကမျောလင်းခဲ့တယ်အေးမိဘနှစ်ပါးမျောလင်းသွားတဲ့အဲ့ဒီမျောလင်းချက်နဲ့ကြည်အောင်ဆက်ရမယ်မိဘနှစ်ပါးရဲ့နှလုံးသားမှာလည်းတရားတရားတွေတည်အောင်သီလတရားတွေတည်အောင်သာဂတရားတွေတည်အောင်ပညာတရားတွေတည်အောင်ဟောလည်းပဲမင်းတို့ကြိုးစားပြီးတော့ကျေစုပေးဆက်ရမယ်လို့ရှင်တော်မြတ်ဘုရားကလည်းမိဘကျေစုတရားတွေခေါ်ကြလို့နေတယ်ငါဘုရားတည်ပင်မိဘနှစ်ပါးရဲ့ကျေစုကိုဆက်ခင်ရတယ်ငါဘုရားရဲ့သာတော်သံဃာတော်ရှင်မြတ်တွေသည်လေ229သွဲသောသိက္ခာပုဒ်ကိုဆင်ញံထားကြပေမဲ့အမေရဖေရဆင်းရဲလို့နေမယ်မပြေစုံမှုဒုက္ခရောက်နေမယ်ဆိုရင်သင်တို့ရတာတဲ့ဟောဒီသပိတ်နဲ့ဆွမ်းခံပြီးတော့လည်းလုံကျွေးရမယ်ဟောဒီသပိတ်ထဲမှာရေအပြည့်ထည့်ပြီးတော့အမေတို့အဖေတို့ကိုတောက်ရေအဖြစ်နဲ့လည်းတိုက်ကျွေးရမယ်ချိုးရေအဖြစ်နဲ့လည်းချိုးပေးကောင်းတယ်အေးမိဘနှစ်ပါးရဲ့ကျင်ကြီးကျင်ငယ်ကိုလည်းသုတ်သင်ပေးကောင်းတဲ့ရှင်တော်မြတ်ဘုရားကယဟန်တွေတော်မှကျေးဇူးဆရာမဲ့အကြောင်းကိုဟောကြားတော်မူနေပါတယ်ဟုတ်လား
ယဟန်လည်းပဲဝိနည်းသိက္ခာဖို့ဆင်မြန်းထားပြီမဲ့မိဘဆင်းရဲတဲ့အခါဆွမ်းကြွေးခွင့်မရဘူးလားဟောဒီသပိတ်ကလေးကိုပိုက်ပြီးတော့အေသင်နေလို့ရတဲ့ဆွမ်းနဲ့ကြွေးကောင်းတယ်ဒီသပိတ်ထဲမှာရေရအပြည့်ထည့်ပြီးတော့တောက်ရင်သုံးရဖြစ်နေလှုပ်ကြွေးကောင်းတယ်အမေတို့အဖေတို့ကိုခြေစုပ်နဲ့ပြုပြီးတော့လှုပ်ကြွေးကောင်းတယ်လို့မြတ်စွာဘုရားကအာရပါရနဲ့ဟောကြားပြီးတဲ့အချိန်ကိုတော်လေးတရားနာရင်နဲ့ဝမ်းသာတဲ့မျက်ရည်ကြီးကြားရပြန်ပြီအောင်မလေးကံကောင်းလိုက်တဲ့ငါဟောဒီလောကကြီးထဲမှာငါလောက်ကံကောင်းတဲ့ပုဂ္ဂိုလ်ရှိနိုင်မယ်မထင်တော့ဘူးရှင်တော်မြတ်ဘုရားရဲ့တရားကိုသာငါမနာကြားမိခဲ့ရင်တော့ငါဒီယခုအချိန်မှာလူထွက်ပြီးတော့လူပေါင်းကိုရောက်နေလိုက်ပြီအောင်မလေးအခုတော့ယဟန်ဆိုတာမိဘနှစ်ပါးဆင်းရဲလို့နေရင်ဖြင့်ဆွမ်းခံနဲ့ကြွေးကောင်းနဲ့ရေခက်နဲ့ပေးကောင်းနဲ့ဘိုးကြီးဟောငယ်နဲ့ပြူကောင်းနဲ့ခြေစုပ်လက်နဲ့ပြူပေးကောင်းနေတဲ့မြတ်စွာဘုရားကခွင့်ပေးလို့နေပါလားဒီတော့ငါလူထွက်เสียဘာလူတော့မလဲတဲ့ငါမသင်္ကန်းသပိတ်ပရိက္ခရာတွေအပိုင်ရှိတယ်ငါနေတိုင်းမိဘနှစ်ပါးကိုဆွမ်းခံလို့လှုပ်ကြွေးတော့မယ်လို့ဆုံးဖြတ်ချက်တွေခိုင်ခိုင်ချတရားလုံးဝသာဝမ်းတဲ့စိတ်တွေနဲ့အိလို့မပြောမိုးတော့ရောင်ဤလျာကြီးအချိန်ရောက်ပြီဆိုတဲ့အခါကျတော့စေတော်ကြောင့်ပေါင်းကသမ္မာလေးမှသပိတ်ကလေးကိုအသာချိတ်သင်္ကန်းလေးကိုတပ်ပဲသပိတ်ကလေးကိုအသာလွယ်သာဝတိမျိုးထဲမှာအာယုစွမ်းခံကြွားဖို့ရာအတွက်ပြင်ဆင်ပြီးတဲ့အချိန်ကိုတော်လေးဒုတိယအချိန်ရပ်ပြီးတော့စဉ်းစားရပြန်ပြီအာတိအမေတော်အဖေတို့ကိုအရင်သွားပြီးတော့တွေ့အောင်ရှာရရင်ကောင်းလေမလားဒါမှမဟုတ်ရင်ဟောဒီသပိတ်ထဲမှာယာကုစွမ်းပူပူလေးတွေရအောင်အလူခံရင်ကောင်းလေမလားအေးမိဘဆိုတာသာသမီကပါလာတဲ့လက်ဆောင်ပစ္စည်းကိုတွေ့ရမြင်ရရင်တန်ဖိုးမရှိပင်မရှိညာတော့လည်းပဲငါသားကြီးကသိတယ်လိုက်တာလိမ္မာလိုက်တာငါသမီးတွေကသိတယ်လိုက်တာလိမ္မာလိုက်တာလို့ပျော်တတ်ကြတယ်လို့ငါကြားဘူးတယ်ဒီတော့ငါမိဘနှစ်ပါးနဲ့ငါတွေ့ရင်ငါမှပေးစရာလက်ဆောင်ဆိုလို့ဟောဒီသပိတ်ထဲမှာအလူခံလို့ရလာတဲ့ယာကုပူပူလေးသာပါမယ်အေးဒါကြောင့်ငါဒီသပိတ်ထဲမှာယာကုပူပူလေးပြည့်အောင်အရင်အလူခံလိုက်မယ်လို့ဆုံးဖြတ်ချက်တွေခိုင်ခိုင်မာမာချသာဝတိမျိုးကအာယောစွမ်းတော်လို့တဲ့အိမ်လေးကိုတိမ်ဝင်တိမ်ထွက်နဲ့ယာကုစွမ်းနဲ့အလူခံသဘေအနာကြီးလေးနဲ့ပြည့်ပြီဆိုတဲ့အချိန်သဘေလေးကိုအသာဖုံးကျိုးကလေးကိုအသာစီးပြီးတော့ကိုတော်လေးချမ်းရစီစီနဲ့ဆောင်းတွင်ကာလဒီမှာလမ်းမရဲ့အလယ်မှာမတ်တရက်ပြီးတော့အမေနဲ့အဖေရှာပုံတော်ဖွင့်ရတော့မယ်ရပြီအမေတို့အဖေတို့ကိုတွေ့ရင်ကြွေးဖို့ရအတွက်ယာကုပူပူလေးကတော့ငါမှရနေပြီအမေနဲ့အဖေဘယ်နေရာမှာရှိနိုင်မလဲစဉ်းစားရင်လည်းငါရှာရတော့မယ်။အော်ငါမိဘတွေကအိမ်လေးရောက်လိုက်ပြီးနေစရာအိမ်ပိုင်လည်းမရှိတော့ဘူးဆိုရင်ယခုလိုချမ်းသာစိတ်ဒီကာလကြီးမှာတော့တေချာပေါင်းရှိနိုင်တာကအရေးကလေးတွေရှိနေတဲ့ဇရက်အိုဇရက်ပြက်တွေမှာကျောင်းဟိုကျောင်းပြက်ဒီမှာတော့ငါမိဘနှစ်ပါးတေချာပေါင်းရှိနိုင်လိမ့်မယ်ထင်တယ်။ဒီတော့ငါကျောင်းအိုကျောင်းပြက်ဇရက်အိုဇရက်ပြက်ဒီမှာအရင်ရှာတာကောင်းမယ်တဲ့ခန္ဓာနာငါကျောင်းအိုကြီးရှိတဲ့နေရာကိုသုတ်ချေလေးတင်ပြီးတော့လှမ်းတပြည့်နီးလာတဲ့အချိန်မှာတထိန်လေးခုန်နေတဲ့ရင်လေးကိုအသာဖိကျောင်းကြီးရဲ့အောက်မှာအမေနဲ့အဖေများရှိနေမလားမျက်လုံးလေးကလေးနဲ့အာရပါရနဲ့ဝင်ပြီးတော့ရှာဩကျောင်းအောက်မှာတော့မရှိဘူးအဘောရကသစ္စာရောင်တွေကဆွေးနေပြီမဲ့လူတယောက်နှစ်ယောက်တော့တက်လို့နေလို့ရသေးတယ်ထင်တယ်ငါအဖေနဲ့ငါအမေအပေါ်တက်ကသစ္စာဘုံအဆွေတွေဘေးမှာများခွေးခွေးလေးအိတ်နေမလားဆိုတဲ့အထင်နဲ့ကျောင်းကြီးရဲ့အပေါ်ကိုမဝမရဲနဲ့တက်ပြီးတော့ကြည်ပြန်ကျောင်းပေါ်မှာသာနှက်သွားပြီမဲ့အမေနဲ့ဖေရဲ့ရေရောင်ကိုမတွေ့ရပြန်တပြေးနဲ့အောက်ဝတ်သားဆင်းအတွေ့ထဲမှာဝမ်းနေတဲ့စိတ်အားငယ်တဲ့စိတ်ကလေးကဝင်လာပြီ။ဩငါအဖေနဲ့ငါအမေတကယ်ဆိုရင်ဟောဒီလိုနေရာမျိုးမှာရှိရမှာ
အခုတော့ဒီလိုနေရာမျိုးတွေတဏှာဝင်တဏှာထွက်ရှာတာတော့မှမတွေ့ဘူးဆိုရင်တော့ငါမိဘနှစ်ပါးခိုးခေါ်တော်ကြွမလာခင်တော့ငါတော့လူပြေမှာအသက်ထင်ရှားရှိသေးတယ်ထင်တယ်လူပြေမှာအသက်ထင်ရှားမှအခုအချိန်ရှိကြပါတော့မလားကွယ်လွန်များသွားကြပြီလားမသိဘူးတဲ့အိမ်မရပဲမရှိတဲ့ပုဂ္ဂိုလ်တွေနေကြတဲ့ဒီနေရာမျိုးမှာအဖေနဲ့အမေမရှိဘူးဆိုရင်ငါပဲလို့နေရာကိုရှာရရင်ကောင်းပြီမလဲလို့အတွေ့တွေကိုချေရပြန်ရှာပြီစိတ်ကူးထဲမှာတွေ့ရပြန်ပြီငါမိဘနှစ်ပါးကဘလောက်ပင်ဆင်းရဲသွားတယ်ဘလောက်ပင်စားစရာနေစရာမရှိဘူးလို့ဆိုတော်ညာလေအသက်တွေကြည့်လိုက်တော့80နာကပ်နေတဲ့အရွယ်ကြီးတွေဖြစ်နေပြီတကယ်အနည်းဆုံးရှိနိုင်တာကငါတို့သာမီသားပါတွေပျော်ပျော်ကြီးနေခဲ့တဲ့ငါတို့ရဲ့ရက်ွက်ထဲမှာရှိနိုင်တယ်ငါတို့ရက်ွက်ကသစ်ပင်ကြီးတွေရဲ့အောက်မှာရှိနိုင်တယ်ဇရက်အိုဇရက်ပြတ်တွေနားမှာရှိနိုင်တယ်လို့မိမိတို့နေခဲ့တဲ့ရက်ွက်တွေနားတွေကိုစိတ်ထဲမှာပြန်အာယုံပြုတ်ပြီးတော့သာမီသားပါပျော်ပျော်နေခဲ့တဲ့ရက်ွက်လေးရှိရာကိုအတွေ့လေးတွေနဲ့တပြည့်တပြည့်နဲ့ကြွာလန်းလို့သွားရပြန်ပြီနေကလည်းတည်ရိပ်နဲ့ကြာနေပြီမိုးလျော်စောကြီးမှာတပါးရဲ့နှင်းမုံကြမှာရှာဖွေနေတဲ့ကိုယ်တော်လေးလူရိပ်လူရောင်တော့မတွေ့ပြန်တော့အငယ်တဲ့စိတ်တွေကဝင်လာဝမ်းနေတဲ့စိတ်တွေကရင်ထဲမှာမခံနိုင်တဲ့အချိန်မျက်ရည်တွေကလည်းပါပြင်းမောတတွင်တွင်စီးရင်တဲ့ကိုယ်တော်လေးရှောင်းနှမ်းရင်နဲ့ရှာလာလိုက်တာလမ်းစုံလမ်းခွလေးတစ်ခုကိုလှမ်းပြီးကြည့်လိုက်တော့လူနှစ်ယောက်ငုတ်တုတ်ထိုင်းနေတဲ့အသွင်ပြင်လေးလည်းမြင်ရောကိုတော်လေးအတက်သွားတယ်အောင်မလေးမနက်ခင်းဆိုရင်ငါတယောက်တည်းတမနက်လုံးရှာနေလိုက်တာလူလိတ်လူရောင်တော့မှမတွေ့ရတဲ့ငါဘဝခဏလည်းမတော့လူရောင်နှစ်ယောက်တော့တွေ့နေပြီဖရာသညာမှာလိုငါဖေးနဲ့ငါအမေဖြစ်လိုက်ပါတော့တဲ့အမြင်အာယုန်ထဲမှာပေါ်လာတဲ့လူရိပ်ရှိရာကိုအာရပါရနဲ့လှမ်းသွက်သွက်လက်လက်နဲ့လှမ်းလှမ်းလာတဲ့ခြေလမ်းတွေသည်တပြေးတပြေးနဲ့လူလုံးကွဲတဲ့နေရာကိုရောက်လာလေခြေလမ်းတွေကလှေးနေလာလေတပြေးတပြေးနဲ့နီးလာလေခြေလမ်းတွေကနှေးလာလေအသွင်အပြင်နေထင်ရှားလာပြီဆိုတော့ဖြစ်မှဖြစ်ရလေငါအဖေနဲ့ငါအမေပါလားအမေရဲ့အသားရည်တွေကလည်းအယိုးပေါ်အရင်တင်တဲ့အသွင်ဖြစ်နေပြီဝတ်ထားတဲ့ဓမေကြီးကြည်လိုက်ပြန်တော့လည်းပဲနွမ်းရည်လိုကြည်မွနေပြီဟိုဘနာမှာမြင်နေရတဲ့အဖေကြီးလိုက်ပြန်တော့လေတောင်ဝေးလေးကိုထောင်မိပြီးတော့မလင်းအောင်ငုတ်တုတ်ထိုင်နေရရှာပြီသားကြီးရဲ့ပြင်မမိတဲ့ကံမဟုတ်ပေမဲ့จิตထားမိတဲ့ကံတွေကြောင့်ငါအဖေနဲ့ငါအမေဒီလိုဖြစ်သွားရလေခြင်းဆိုတဲ့အတွေ့တွေကနှိမ့်ဆက်လာတဲ့အခါခြေလမ်းနေရှိမလန်းနိုင်တော့ဘူးတဲ့အသွင်ပြင်းနေသိချမြင်ရလေခြေလမ်းနေတုံဆိုင်လေတပြေးတပြေးနဲ့တလှမ်းလောက်နေရရောက်ပြီဆိုတော့ကိုတော်လေးနှုတ်ကလည်းပဲအမေလို့လည်းအာရပါရနဲ့အတန်ထွက်ပြီးတော့မခေါ်နိုင်အဖေလို့လည်းအာရပါရနဲ့အတန်ထွက်ပြီးတော့မခေါ်နိုင်ခြေလမ်းတွေကလည်းရှေ့မတိုးနိုင်ဝမ်းနေတဲ့စိတ်တွေလည်းဘလောင်ဆိုးပြီးတော့ကြောက်ရွံ့ကြည်ပမာမိဘနှစ်ပါးနဲ့တလန်အကွာလေးမှာရက်နေတဲ့အခါအဖိုးကြီးကကိုတော်လေးမဝဝတ္တဝါဒကြည့်ပြီးတော့ဟဲ့ရှင်မဒီကနေ့မှထူးထူးဆန်းဆန်းဟဲ့ငါတို့ရှိမှကိုတော်လေးကဆွမ်းလာရက်နေတယ်ဒီမနက်တမနက်လုံးငါတို့တောင်းနေတာဘာတစ်ခုမှမရသေးဘူးဒါရောက်ကိုတော်လေးအနာကိုသွားပြီးတော့ခတော်စွမ်းအဖြစ်နဲ့ရှိခိုးလိုက်ဆမ်းပါတော့ကြဒီကိုတော်လေးနောက်အိမ်တွေကနောက်မှလှူမာတွေမရဘဲနေလိမ့်မယ်ကွာမင်းကတော့ပြီးတော့ရှောက်လိုက်ဆမ်းပါတဲ့အဖေအတန်းကတုံလုံးရင်းနဲ့အမေကိုခိုင်းနေပြီး12နှစ်တိုင်တိုင်မကြရတဲ့အဖေအတန်းအာအိမ်ဒီကုန်ခံပြီးတော့လေးတွဲလို့နေပြီဒီတော့အဖေကြီးရဲ့ခိုင်းသေးကြတဲ့အမေကြီးကရှင်နာကိုလာကိုတော်လေးကိုဥသုံးကြီးရိုးရိုးသေးသေးနဲ့ဥချပြီးတဲ့အချိန်အရှင်ဘုရားတတိတော်တို့သတိမောင်နှံဟောဒီနေရာမှာဒီမနဲ့တောင်းခံနေတာ
ဘာတခုမှလောက်တရားမရသေးပါဘူးဖေဟာဒါကြောင့်တပည့်တော်ရိုးရိုးသေးသေးနဲ့ကြော့တဲ့ဟောဒီကြော့ချင်းသုံးခြင်းကိုပဲကြော့သွမ်းအဖြစ်နဲ့အရှင်ဘုရားအလူခံရှေ့ကိုဆက်လက်လို့ကြွတော်မူပါတော့ဖေဟာတဲ့ဆန္ဒလေးတိုင်းတိုင်းခွဲခွာကြရတဲ့အမေအသံကြားရပြန်တော်လေယင်းထဲမှာလှန်တရားနဲ့အထူးခံလိုက်ရတယ်လို့ပဲတဲ့အောင်မယ်လေးအမေအသံလေးတုံနေပြီအမေအသံလေးလေးသားနောက်မှမဆက်တော့ပါလားအမေရဲ့အသွေးပြင်းကလည်းအယုံပေါ်အည်တင်နေသလိုအမေရဲ့လေးသားလေးကလည်းအာအင်းလေးခံလျှောက်နေပါပေါ်လားတဲ့မိဘနှစ်ပါးရဲ့ဖြစ်အင်မြင်လိုက်ရတာမျက်လုံးအင်္ဂါကြားလာတဲ့မျက်ရည်တွေပိတ်ဖုံးသွားတာလောကကြီးကိုတော့မှမသေးခွဲနိုင်ကြောက်ရွံ့ကြီးပမာငူငူကြီးရပ်ပြီးတော့အမေလိုလဲစိတ်ထဲကအကျဉ်းချင်းခေါ်ဘလောက်ပင်ခေါ်တော်လဲနှုတ်ကမထွက်အဖေလိုစိတ်ထဲကအကျဉ်းချင်းအာရပါရခေါ်ဝမ်းနေဆိုနေတဲ့စိတ်ကြီးကခံနေတဲ့အတွက်ကြောင့်အတန်ကထွက်ပေါ်လို့မလားကိုတော်လေးကမတန်ကြီးပဲဒီတိုင်းရက်နေတော့အဖိုးကြီးကဟဲ့အဖွားကြီးနေလျှောက်တာမကြားဘူးထင်တယ်ဟဲ့သိချာလျှောက်သမ်းပါဟဲ့တော့ကြကိုတော်လေးနောက်အိမ်တွေကလူမဲ့လောင်းမဲ့ဟာတွေမရပဲရှိလိမ့်မယ်လို့အမေကိုဒုတိယအကျင့်အဖေကခိုင်းတဲ့အတန်ကြားရပြန်အမေကဒုတိယအကျင့်ရှိခိုးကြတော်လို့လျှောက်ထားပြန်အမေကိုတတိယအကျင့်အဖေကခိုင်းတဲ့အတန်ကိုကြားရပြန်အမေကလျှောက်တဲ့အတန်တတိယအကျင့်ကြားရပြန်အကျဉ်းကြီးလန်နဲ့ထိုးခံရတယ်လို့သောကားကြီးရင်ထဲမှာပူငူငူကြီးရရင်နဲ့ကိုတော်လေးနှုတ်ကအတန်မထွက်နိုင်တဲ့အခါသွေးကစကားပြောလာပြီတဲ့အဖိုးကြီးရဲ့အသိစိတ်ထဲမှာသွေးကလှုပ်ဆော်လာပြီတန်တော့မိမရဲ့လွန်ခဲ့တဲ့12နှစ်တုန်းကငါတို့အိမ်ကနေထွက်သွားတယ်ငါတို့ရဲ့သားလေးသာဝတိမျိုးကိုပြန်လာတဲ့အချိန်အသွေးအပြေပြောင်းနေတဲ့ငါတို့ကိုမမတ်မိလို့များဝတ္တဝါနဲ့ရက်လို့နေတာလားကွယ်ပင်ကိုယ်တော်လေးအနာကိုကပ်ပြီးတော့တေချာကြည့်စမ်းပါဦးဒုသားလေးများဖြစ်နေမလားတဲ့အဖိုးကြီးကလည်းသွေးကစကားပြောလာတဲ့အချိန်အဖွားကြီးကလည်းဖြစ်နိုင်တာပေါ့ဖြစ်နိုင်တာပေါ့ကျမတို့သားကြီးဖြစ်ကိုဖြစ်နိုင်တာပေါ့ရဲ့လို့နှုတ်ကတဖွာဖွာနဲ့ပြောဆိုမျက်လုံးအိမ်မှာကပ်နေတဲ့ချင်းညော်လေးတွေကိုလက်ကလေးနဲ့အသာပေါ်သာယံလေးရဲ့မျက်နာနာကိုအနာကပ်ပြီးတော့ဖူးတွေ့ကြည်ညိုလိုက်တဲ့အချိန်ကိုတော်လေးရဲ့လက်အမေရဲ့နွမ်းနွမ်းရီရီနဲ့လက်ကလေးကိုအသာကိုင်းအမေဟုတ်ပါတယ်အမေရဲ့အမေတို့ရဲ့သားကြီးမှအမေသားကြီးအစ်စ်ပါအမေတို့ရဲ့ဖြစ်ရင်ကိုမြင်ရတာသာရင်ထဲမှာဘယ်လိုမှမခံစားနိုင်လို့နှုတ်ကအမေလို့ဘယ်လိုမှအတန်ထွက်အောင်သာမခေါ်နိုင်ခဲ့ပါဘူးအမေအဖေတို့အချင်းချင်းရင်းနေတာအော်ခေါ်နေပေမဲ့ဆိုနေကြွယ်နေတဲ့သားအတွက်ဘယ်လိုမှအတန်ထွက်အောင်မခေါ်နိုင်လို့ဒီတိုင်းပဲရက်လို့နေရပါတယ်အမေလို့အာရပါရနဲ့အမေလက်ကလေးဆုပ်ကန်ပြီးတော့ပြောလိုက်တဲ့အချိန်အဖိုးကြီးကလည်းအသာလေးမျောလင်းချက်နဲ့မော့ကြည့်နေတဲ့အချိန်အဖွားကြီးကအောင်းနဲ့နောက်ကိုပြန်လှည့်အမလီအဖေကြီးရဲ့မြန်မြန်လာစမ်းမှာတော်ထင်းတဲ့အတိုင်းပဲတော်သားကြီးမှာတော်သားကြီးအစ်စ်ပါကျမတို့ရဲ့သားကြီးမှာကျမတို့ရဲ့သားကြီးအစ်စ်ပါတော်လို့နောက်ကိုလည်းလှည့်ပြောရောအဖိုးကြီးခမလေးမတ်တက်တောင်မရက်နိုင်ဘူးလေးဘက်ထောက်အာရပါရနဲ့ပြေးလာသာယံလေးရဲ့ညာဘက်ခြေနှလုံးကိုအာရပါရနဲ့ဖပ်ပြီးတော့ဆုပ်ကိုင်ပြန်လာပြီငါတို့ရဲ့သားကြီးပြန်လာပြီလောကကြီးရဲ့မှာထီးကျန်တဲ့ဘဝလေးအတွက်ငါတို့ဒီကနေ့ခုံဆုံးခဲ့ပြီတဲ့အာရပါရနဲ့ပြောပြီးတော့သာယံတော်နဲ့ပြန်တွေ့ရလို့ဝမ်းသာလုံးလို့ကြလာတဲ့မျက်ရည်တွေအဖေရဲ့မျက်လုံးရည်ကကြားလာတဲ့မျက်ရည်တွေကသာယံလေးရဲ့ညာဘက်ခြေကုံပေါ်မှာတပေါက်ချင်းနဲ့စီးကြလို့နေပြီတပြေးနဲ့အမေကလည်းခွေလေးနဲ့အောက်ကိုကျလာပြီသာယံလေးရဲ့ဘယ်ဘက်ခြေသလုံးကိုအာရပါရဆုပ်ကိုင်နှုတ်ကလည်းမပိကလာနဲ့စကားတွေတဖွာဖွာပြောရင်းနဲ့ငိုညီးလို့နေလိုက်တာ
အမေရဲ့မျက်လုံးကကြာလာတဲ့မျက်ရည်တွေကလည်းသားရလေးရဲ့ဘယ်ဘက်ခြေကုံပေါ်မှာတပေါက်ချင်းနဲ့ကြာဆင်းလို့နေပြီအမေတို့အဖေတို့ရဲ့ဖြစ်အင်ကိုမြင်ရလို့ယူယုံမရစွာဝမ်းနဲ့ခံစားနေရတဲ့သားရလေးရဲ့မျက်လုံးအင်္ဂါမျက်ရည်တွေကလည်းအမေတို့အဖေတို့ရဲ့ကြောကုံပေါ်မှာတပေါက်ချင်းနဲ့စီးဆင်းလို့ငိုနေလိုက်ကြတာအချင်းအတော်ကြောင့်ပဲတဲ့သာမိသာဖတွေဝါသာလွန်ကြတဲ့မျက်ရည်တွေနဲ့ငိုလို့နေရရှာတယ်ဝမ်းနေလွန်ကြတဲ့မျက်ရည်တွေနဲ့အငိုမဆုံးပဲနဲ့ငိုလို့နေရရှာတယ်အချင်းတန်ကြပြီဆိုတော့ယဟန်လေးကတတိဝင်လာမိမိရဲ့လက်ကလေးညာဘက်လက်ကလေးကိုအောက်ကွာသာလျှောအဖေရဲ့လက်မောင်းပြောဤလေးကိုအသာလေးမှတင်အဖေထပါတော့ဘယ်ဘက်လက်ကလေးကိုအောက်ကွာသာလျှောအမေရဲ့ဘယ်ဘက်ပခုံးလေးကိုအသာပုတ်ပြီးတော့အမေကိုအသာလေးမတ်တရဖို့တတိပေးလိုက်တဲ့အခါသာမေသာဘာတွေမတ်တရလို့မျက်နာရင်ဆုံရပြန်ပြီအဖေကလည်းသားရဲ့ညာဘက်လက်မောင်းကြီးကိုအာရပါရနဲ့ဆုပ်ကိုင်အမေကလည်းသားရဲ့ဘယ်ဘက်လက်မောင်းကြီးကိုအာရပါရနဲ့ဆုပ်ကိုင်အောင်မလီအဖေတို့အမေတို့ကလည်းအိုမင်းသွားလိုက်တာငါသားကြီးကဖြစ်ဖြူဖြူဖွေးဖွေးကြီးပဲအရင်တိုင်းပဲဟဲ့ဆိုပြီးတော့သားကြီးကြည့်ပြီးတော့ပြောနေလိုက်ကြတာတဲ့ပြောနေတဲ့စကားတွေထဲမှာဝမ်းနေတဲ့အသံတွေပါလာပြန်ပြီ။အော်ငါသား12နှစ်တိုင်တော်ထဲမှာတရားရှာတာသားလူချင်းနဲ့တရားတွေတွေ့ခဲ့ပြီပေါ့ဝမ်းသာလိုက်တာသားရဲ့ငါသားကြီးကတော့တော်ထဲမှာတရားရှာလို့တရားတွေ့လို့ပြန်လာပြီအိမ်မှာကြံခဲ့တဲ့အဖေတို့ဘဝကြည်လိုက်ပြန်တော့ငါသားကြီးအတွက်တော်ရကြောင်းလေးတစ်ကြောင်းတော့မှဆောက်လှူနိုင်တဲ့ဘဝကိုမရှိတော့ဘူးအဖေစိတ်မကောင်းလိုက်တာသားရဲ့ငါသားကိုတကယ်ဆိုရင်အဖေတို့ကြောင်းလေးတစ်ကြောင်းတော့ဆောက်ပေးနိုင်ရမှာပေါ့တဲ့ပရိသတ်ရဲ့12နှစ်ခွဲသွားလို့ပြစ်ထားခဲ့တာဒီအဖေနှလုံးသားမှာအပြစ်တစ်ခုမှမပါဘူးတဲ့သားရဲ့အကျိုးကိုပဲကြည်ပြီးတော့ငုံနေပြန်ပြီဒီတော့သားလေးကအမေနဲ့အဖေရဲ့လက်မောင်းလေးတွေဆုပ်ကိုင်းကဲတိတ်ကြပါတော့လားဟိုတစ်ပင်လေးအောက်သွားကြရအောင်ဆိုပြီးတော့တစ်ပင်လေးတစ်ပင်အောက်ကခုံနှန်းလေးရဲ့အပေါ်မှာအဖေကဘယ်ဘက်ကအဖေကညာဘက်ကထိုင်အမေကဘယ်ဘက်ကထိုင်သားရန်လေးကအလေကထိုင်အာရပါရနဲ့စကားတွေဖောင်ပွဲပြောပြီးတဲ့အချိန်အမေတို့အဖေတို့ဘာအားငယ်စရာလိုတော့တလဲဟောဒီလောကကြီးထဲမှာရှိလာတဲ့သာဝိသာဘာတွေပြန်ဆောင်ကြပြီးဒီကနေ့ဒီအချိန်လေးအကြည့်တန်တဲ့ဘဝကြီးကုံဆုံးလို့သွားကြပြီလို့အောင်မေးလိုက်ပါတော့ဒီမှာလေးကြည့်ကြစမ်းပါဦးအမေတို့အဖေတို့တွေ့ရင်တိုက်ချင်လို့သာသာဝတိတစ်မျိုးလုံးပတ်ပြီးတော့ရာဟုဆွမ်းနေအလူခမ်းလာတယ်လို့မိဘတစ်ပါးကိုရာဟုဆွမ်းနေတက်ပြပြီးတော့အာရပါရနဲ့ပြုံးပြောကဲပေးအမေတောက်ဖို့အမေခွက်လေးပေးအဖေတောက်ဖို့အဖေခွက်လေးပေးဆိုပြီးတော့ခွက်ကလေးတွေကိုထည့်ပေးမယ်လို့ယူကင်လိုက်တဲ့အခါလွန်ခဲ့တဲ့12နှစ်ကျော်ကာလတုန်းကရွှေပကံများနဲ့စားခဲ့တဲ့မိဘနှစ်ပါးရဲ့လက်ထဲကခွက်တွေခြေရော်ရဲ့အလေးလေးပေးရပြီးတော့သားလေးရဲ့ရင်ထဲမှာခံစားရပြန်ပြီ။ဩငါအမိုက်ဖြစ်တယ်12နှစ်တိုင်နဲ့မိဘနှစ်ပါးကိုခွဲခွာပြီးတော့ထားခဲ့တဲ့ငါအပြစ်တွေရွှေပကံများနဲ့စားခဲ့တဲ့ငါမိဘနှစ်ပါးစားနေတဲ့ပကံကခြေရော်လေးလေးနဲ့တောင်ကန့်ညစ်နေပါလားမျက်ရည်လေးတွေအသာသုံးပြီးမှကဲတော်ပါတော့ဒီခွက်တွေနဲ့တောက်မနေပါနဲ့တော့တပိတ်ဖုံးလေးကိုအသာလံရလာတဲ့ရာခုလေးထိုက်တဲ့ဒီအားလျော်စွာထက်ပူနေတဲ့ရာခုလေးနှွေးလေးဖြစ်အောင်လေးအေးလေးနဲ့မှုတ်ပေးပြီးတဲ့အခါအမေကိုတစ်ချိန်တိုက်အမေတော့ပြီးတဲ့အခါဖေကိုတစ်ချိန်တိုက်တခါပြန်ပြီးတော့အမေကိုတိုက်နဲ့ရာခုလေးတိုက်ကျွေးလို့နေလာလိုက်တာတပြေးနဲ့သပိတ်ထဲကယာဟုဟာကုန်ပြီးတော့9ဇောလောက်ကြံတဲ့အချိန်ရောက်မှအသာလေးသပိတ်လေးကိုဖုံးကဲအဖေနဲ့အမေဒီနေရာမှာပဲစောင့်နေကြသာဟောဒီသပိတ်လေးနဲ့သာဝတိဒေတော်အကြောင်းကိုပြန်မယ်ရေသစင်ပြီးတဲ့အချိန်သာဝတိမြို့မှာနေတဲ့ဇွမ်းနေရအောင်ခံမယ်
နေစွာအတွက်စွာပူပူဟင်းပူပူလေးရလာရင်လေအဖေနဲ့အမေကိုဟောဒီနေရာမှာသာလာပြီးတော့ကျွေးပါအောင်မယ်တဲ့ကိုတော်လေးเจ้าကိုအသာပြန်မိဘနှစ်ပါးမြင်ရင်မြုံမကြမှာစိုးရိမ်တဲ့အတွက်ကြောင့်သူ့အတွက်စောစောကခြံလာတဲ့ဘဝရေသာယာကိုဆွမ်းနေငါဆုံးကိုရေလေးနဲ့ကျင်းပြီးတော့အာယုံစွမ်းအပြည့်နဲ့ဖုံးပြီးတော့မူရရှာတယ်နေကအချိန်ရောက်ပြီး10 နာရီ17 နာရီနေစွမ်းအတွက်ဆွမ်းခံရလာတဲ့ဆွမ်းပူပူလေးနဲ့သစ်ပင်ရီမှာစောင်းနေတဲ့မိဘနှစ်ပါးရဲ့အထံကိုအမြန်သွားအမေတော်အဖေတို့ကိုဆွမ်းပူပူဟင်းပူပူလေးနဲ့နေပြီးတော့ပြုစုလုံကျွေးလို့နေလိုက်တာငါသားကြီးကျွေးတဲ့ဆွမ်းငါသားကြီးလူလာဩရသာကျွေးတဲ့ဆွမ်းရင်လို့မိဘတစ်ပါးကလည်းအာရပါရနဲ့စားသုံးလို့နေလိုက်တာကိုတော်လေးဖုံးပေးဖို့ရအတွက်တောင်းမှငါလှုပ်စာလေးကိုမနေကြအောင်ခြံခဲ့ရတယ်ပြီးတော့ကိုတော်လေးကကြောင်းရောက်မှအဲ့ဒီငါလှုပ်စာမဝရေစာလေးဖုံးပေးပြီးတော့မပြည့်သေးတဲ့ဘိုက်ကိုရေနဲ့ပဲဖြည့်တနေ့ဒီလိုနဲ့ပဲအာယုံစွမ်းနေကျွေးနေစွန်းနေကျွေးနဲ့ကျွေးလာလိုက်တာမိဘနှစ်ပါးရဲ့အသားရည်တွေကတဖြည်းနဲ့ဝင်ပါလို့ဆိုပြေလာပြီးကိုတော်လေးရဲ့အသားရည်တွေကတော့ဖတ်ရွယ်ချောင်းကလေးလိုပဲတဖြည်းနဲ့ပိန်လီလို့လာပြီးတခါကြပြန်တော့အရက်သေးဆုံးခံသွားတော့သင်္ကန်းလေးတွေရတယ်တဲ့ရတဲ့သင်္ကန်းလေးတတဲ့ကိုအလေကဓာကလေးနဲ့ပိုင်အမေကိုတတ်တဲ့ပြီးအမေဝတ်ထားတဲ့ထမင်းအဟောင်းလေးကိုကြောင်းကိုယူအဖေကိုတတ်တဲ့ပြီးအဖေဝတ်ထားတဲ့ပစိုးလေးကိုကြောင်းကိုယူအဖေတို့အမေတို့ဝတ်ထားတဲ့ပစိုးထမင်းလေးကိုစက်ချုပ်လျှော်ဖို့ပြီးတဲ့အခါသစ်ခေါင်ရောင်လေးဆိုပြီးတော့ကိုတော်လေးကသင်္ကန်းအဖြစ်ဝတ်ဆင်လိုက်တဲ့အချိန်ဝတ်ထားတဲ့အဝတ်သင်္ကန်းကိုကြည့်လိုက်ပြန်တော့လေနွမ်းရင်းပေတီဒီတော့ကြံတဲ့ကိုတော်လေးကဒီကိုတော်လေးကိုအကဲခံပြီးတော့ကြည့်နေတာအရှင်ဘုရားဒီအရင်တုန်းကပိုးရောက်သင်္ကန်းလေးနဲ့အလုံးကိုကြည်လိုဝဲကောင်းလာပါတယ်အရှင်ဘုရားရဲ့အသွင်အပြင်းငါတကယ်ကိုကြည်လင်းလန်းဆန်းလို့နေခဲ့ပါတယ်အရှင်ဘုရားရဲ့အသားရည်တွေကလည်းဝင်ပါဆိုပြေလို့နေပါတယ်အခုတော့ကိုတော့ကြည့်ရတာအသားရည်တွေကလည်းခံလျှောက်ပိန်လီလို့လာတယ်ဝတ်ဆင်ထားတဲ့ဝတ်သင်္ကန်းလည်းနွမ်းရည်လို့နေတယ်ကိုတော်ဖေအချင်းရကြောင့်များဒီလိုဖြစ်ရတာလေလို့ကိုတော်လေးတွေကတပါးပြီးတပါးနာမင်းနေတော့မရှက်ပါဘူးတဲ့ယဟန်လေးကလည်းသူ့မိဘနှစ်ပါးကိုနေတဲ့အာယုံဆုံးကျွေးရတဲ့အကြောင်းနေဆုံးခံပြီးတော့ကျွေးရတဲ့အကြောင်းကြံတာလေးမှသူ့ဖုံးမရလို့မဝရည်သာစားလာလို့ဒီလိုပိန်လာရတဲ့အကြောင်းမိဘနှစ်ပါးကိုသင်္ကန်းတွေဝတ်ဆင်ပြီးလို့မိဘနှစ်ပါးရဲ့အကြကိုပဲသင်္ကန်းအဖြစ်ဝတ်ဆင်ရတဲ့အကြောင်းကိုပြောလိုက်တဲ့အခါတကယ်သာရဏမှာတကယ်သိတဲ့ကိုတော်တွေကတော့ဝမ်းမြောက်ဝမ်းသာသာတို့ခေါ်တော်မူကြပါတယ်ဒီတကယ်မသိတဲ့ကိုတော်တွေကြတော့ပုထုဇဉ်သဘာဝအတိုင်းအတင်းအဖျင်းနေဆိုကုန်ရပြီဟာဒီကိုတော်တော်အောက်တန်းကြတဲ့ကိုတော်ပဲတဲ့လူတကာမတွေထပ်သန်စွာလောင်းလို့လိုက်တဲ့ဆွမ်းနေသင်္ကန်းတွေကိုလူတွေကိုဒီကိုတော့ပြန်ပြီးတော့ကျွေးနေတယ်ပြန်ပြီးတော့ဝတ်ယုံပေးနေတယ်ဟာဒီကိုတော့တော်အောက်တန်းကြတာပဲပေါ့လေတပတ်နဲ့တပတ်တစ်ဆင့်နဲ့တစ်ဆင့်စကားတွေပြောဆိုလာလိုက်တာကျေပြန်တဲ့စကားတွေပြန်နှမ်းလို့လာတဲ့အချိန်တဏှိသောအခါမှာသံဃာပရိသတ်တွေစုံညီနေတဲ့အစည်းအဝေးမှာရှင်တော်မြတ်ဘုရားကမိန့်ကြားတော်မူပြီးจิตလာသံဟောဒီမှာမင်းဟောသံဃာတော်များများကပြောကုန်ကြပြီးမင်းဒီလူတရားဓမ္မတွေထပ်သန်စွာတရားနဲ့လှူဒန်းလိုက်တဲ့ထွန်းနေသင်္ကန်းကြီးကိုလူတွေကိုပြန်ပြီးတော့ကျွေးနေတယ်လူတွေကိုပြန်ပြီးတော့ဝတ်ယုံပေးနေတယ်လို့ပြောနေကြတယ်သူတို့ပြောတဲ့အတိုင်းသင်္ချေသားတကယ်ကိုကျူးလွန်မိပါသလားမှန်လားပါရှင်ဘုရားရှင်တော်မြတ်ဘုရားမိန့်ကြားတဲ့အတိုင်းတပည့်တော်သည်အရှင်ဘုရားရဲ့သာသနာမှာနေရင်ဖြင့်လူတွေကိုသင်္ကန်းနဲ့လည်းဝတ်ပေးမိပါတယ်ဆွမ်းနဲ့လည်းပဲလှုပ်ကြွေးမိပါတယ်ဒီတော့အာလုံးသံဃာတွေအာယုံစားပြီးတော့ဒီကိုယ်တော်မြတ်စွာဘုရားဘာဒံပေးမလဲပေါ့လေစောင့်နာထောင်နေတဲ့အချိန်ရှင်တော်မြတ်ဘုရားကကိုယ်တော်လေးကိုမိဂုံထုတ်ပြန်ပြီး
ဒီပါဦးချက်ကမင်းဘသူတွေကိုလှုပ်ကြွေးပြီးတော့ဘသူတွေဝှယုံပေးနေတာလဲဘုံတော်နေဝထွန်လေးတော့ပါတော်မူပါသောမြတ်စွာဘုရားလွန်ခဲ့သော12နှစ်ကာလတုန်းကဆက်ရှိကလေးကျွယ်ဝချမ်းသာခဲ့တဲ့တပည့်တော်ရဲ့မိဘနှစ်ပါးသည်တပည့်တော်သာသနာ့ဘဝင်ပြီးတော့တရားရှာနေတဲ့အချိန်စိတ်တွေအကုန်လုံးပြတ်သုံးသွားတဲ့အတွက်ကြောင့်လမ်းဘေးမှာခွက်တယောက်တစ်လုံးကန်ပြီးတော့တောင်းစားလို့နေရပါတယ်အလိုသာဝတိဆင်းရဲနေတဲ့အတွက်ကြောင့်အရှင်ဘုရားဟောကြားတဲ့တရားနာစရာအတိုင်းတပည့်တော်သည်တပည့်တော်ရဲ့မိဘနှစ်ပါးကိုနေ့စဉ်နေ့တိုင်းအာယုံစွမ်းနေစွမ်းများနဲ့အလူခန်းလို့ကြွေးမိပါတယ်ရလာတဲ့သင်္ကန်းအနေနဲ့လည်းဝှယုံလို့ပေးခဲ့မိပါတယ်မြတ်စွာဘုရားတဲ့ဒီတော့ကိုယ်တော်လေးကိုဘာအမိန့်ချမလဲလို့သံဃာတော်ရှင်မြတ်တွေစုပေါင်းပြီးတော့အာယုံဆိုင်နေတဲ့အချိန်ရှင်တော်မြတ်ဘုရားရဲ့ညာလက်တော်ကိုယ်တော်လေးရဲ့ကျောပေါ်ကိုအသာတင်အာလုံးသောသံဃာပရိသတ်တို့ရဲ့အလယ်မှာသာဓုသာဓုသာဓုချစ်သာတေရှင်သာသည်ငါဘုရားနုတေကာလတုန်းကကျင့်စဉ်အတိုင်းတသွေမတိန်လိုက်လာကျင့်သုံးခဲ့တဲ့ငါသားတော်ကြီးပိသပါပြီတဲ့ပရိသတ်မြတ်စွာဘုရားကဘာလုပ်သလဲသာဓုခေါ်တယ်တဲ့ဘာကြောင့်သာဓုခေါ်တာလဲမိဘနှစ်ပါးကိုလှုပ်ကြွေးတဲ့နေရာမှာတဲ့ဒေသသာဒီငါဘုရားလူတဲ့ကာလတုန်းကကျင့်စဉ်အတိုင်းတသွေမတိလိုက်နာကျင့်သုံးခဲ့တဲ့ငါသားတော်ကြီးပိသပါပြီတဲ့လို့ရှင်တော်မြတ်ဘုရားကမိန့်ကြားတော်မူလိုက်တဲ့အခါကြံတဲ့ကိုတော်ကြီးပြောစရာစကားကြံသေးရဲ့လားဒီအချိန်ပြောစရာမကြံပြီးမဲ့တောင်းစရာတရားကတော့ပေါ်လာပြီခုနကပြောနေတဲ့ကိုတော်တွေကမြတ်စွာဘုရားနာကတ်လာတယ်ဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားဟောဒီကိုတော်လေးမိဘနှစ်ပါးကိုနေ့စဉ်နေ့တိုင်းလှုပ်ကြွေးနေတာကတော့တပည့်တော်တို့မြင်လဲမြင်ကြရပါတယ်ကြားလဲကြားရပါတယ်အရှင်ဘုရားသာသနာပြုစဉ်ကာလဘဝသာသနာဖြည့်စည်းစဉ်ကာလတုန်းကမိဘနှစ်ပါးကိုပြုခဲ့တဲ့တောင်းဝန်တရားတွေမိဘနှစ်ပါးရဲ့အပေါ်မှာလှုပ်ကြွေးခဲ့တဲ့အကြောင်းတွေပြန်ပြောင်းလို့ဟောကြားတော်မူပါတဲ့တရားတောင်းတော်မူကြပါတယ်ပြိဿကြီးဘာလုပ်လဲအဲ့ဒီကြမှာတရားတောင်းတာပြိဿအခုမှတရားကတောင်းရုံရှိသေးတယ်ဘယ်နှနာရီထိုးသွားပြီလဲ2နာရီခွဲပဲရှိသေးတယ်3နာရီမပြည့်သေးဘူးဟုတ်လားအဲ့တော့မှယဟန်တွေကယဟန်တောင်းမှမြတ်စွာဘုရားကဒီယဟန်လေးကိုအကြောင်းပြုပြီးတော့ခုနကမိဘနှစ်ပါးကိုကျေးဇူးဆက်ရမယ်အကြောင်းတွေဘာကိုအခြေခံထားလဲဆိုရင်တို့အားလုံးသိပြီးသားဖြစ်တဲ့သုဝဏတာမဇတ်အဲ့ဒီနေရာမှာဟောတာဟုတ်လားအဲ့တော့ပြိဿဘာဇတ်ကိုဟောတယ်ပြန်ဖို့မစင်စားနဲ့သုဝဏတာမဇတ်ရောက်ဖို့မရောက်ဘူးဟုတ်လားဟမ်ရောက်ပြီလားဧရာယောအလုံးသောဒုဒဂရမပေါင်းသူတော်ကောင်းတွေဒီနေရာမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟောကြားလိုက်တဲ့သုဝဏတာမဇတ်တော်ရဲ့ရှေ့ပိုင်းဏ္ဍာန်မှာမိဘနှစ်ပါးရဲ့မျိုးနှင့်ချက်၅မျိုးကိုကြည်အောင်ပေးဆက်ရမယ်ဆိုတဲ့အကြောင်းမိဘနှစ်ပါးကိုတရားသီလစာရပညာတရားတွေနှလုံးသားမှာတည်အောင်ကြိုးစားရမယ်ဆိုတဲ့အကြောင်းဟောဒီကိုးချက်နဲ့သာကြည်အောင်ဆက်ရင်မိဘနှစ်ပါးရဲ့နှုတ်ကိုနဲ့ချွေကိုကြည်အောင်ဆက်ရရောက်တဲ့ဆိုတဲ့အကြောင်းရှင်တော်မြတ်ဘုရားကိုယ်တိုင်ကျေးဇူးဆက်တဲ့အကြောင်းကိုဟောကြားပြီးတဲ့အချိန်မိဘနှစ်ပါးကိုကျေးဇူးဆက်လိုက်လို့ရလိုက်တဲ့သာသမီတွေရဲ့ကောင်းကျိုးတရားတဲ့ပြိဿမကြပါဘူးကလား9မိနစ်ပါပဲပြီးတော့မှာဟုတ်လားယောမတရပိတရဝမေသောဓမ္မိနပောတတိဒေဝနာပိတိကိသန္တိမာတာပိတိတရဏရံခြေသားခြေသမီးတို့ဟောဒီလောကမှာရှိကြတဲ့သာကောင်းယရဏသမီးလိမ္မာတို့သည်မိမိရဲ့မိဘနှစ်ပါးကိုပြည့်စည်ဓမ္မနှစ်ဌာနနဲ့သာလှုပ်ကြွေးလိုက်ကြမယ်ဆိုရင်မိဘနှစ်ပါးကိုအဲ့ဒီပြည့်စည်နဲ့ကျေးဇူးဆက်တဲ့သာသမီတရားဓမ္မနဲ့ကျေးဇူးဆက်တဲ့သာသမီတွေကိုဒေဝနံပြီးမမြင်ရတဲ့နတ်တွေကလည်း
တိကိသန္တိဆေးကုပေးရလေကုန်၏သိတဲ့မိဘနှစ်ပါးလှုပ်ကြွေးတဲ့သာသမီကိုနတ်တွေကဘာလှုပ်ပေးတယ်လဲဆေးကုပေးတယ်သောနာကာမဇတ်မှာသောနာကာမလေးညာစိတ်တဲ့တော့ဘယ်သူတွေဆေးကုပေးတယ်နတ်တွေကဆေးကုပေးတာဟုတ်လားဒီတော့အားလုံးဒုဒကာဓမ္မပေါသူတော်ကောင်းနေဒီတရားနာပြီးတဲ့အချိန်မှာရိုးရိုးလေးပဲသင်္ကန်းကယူကြည့်မိဘနှစ်ပါးကိုလှုပ်ကြွေးတဲ့သာသမီဟာမိဘအတွက်လားကိုယ့်အတွက်လားကိုယ့်အတွက်ပဲဟောဒီထဲမှာပညာရှားနေကြတဲ့ညီငယ်ညီမငယ်လေးတွေပါတယ်စီဝါရှားနေကြတဲ့ညီငယ်ညီမငယ်တွေပါတယ်ယာရုတက်ကျင်ကြတဲ့ညီငယ်ညီမငယ်တွေပါတယ်ဂုံတိုက်ကြီးတွေတိုက်ကြီးတွေတည်ကျင်ကြတဲ့ဒကာကြီးတွေဒကာမကြီးတွေပါတယ်ဟိုကုံကုံပြောမယ်နှလုံးသုံးလုံးပေါက်ချင်ကြတဲ့လူတွေလည်းပါအောင်မှာဟုတ်တယ်မို့လားဘသူစီမတောင်းမနေနဲ့ဘယ်နဲ့မှတင်းမနေနဲ့အဲ့ဒီကောင်းကျိုးတွေတကယ်လိုချင်တယ်ဆိုရင်အိမ်ဦးနဲ့အစ်စ်ဖြစ်တဲ့ကျေးဇူးအရှိဆုံးမိဘနှစ်ပါးကလှုပ်ကြွေးဖျားပေးထားပြီးသားဟုတ်တယ်မို့လားမိဘနှစ်ပါးကတကယ်ပစ္စည်းဓမ္မနှစ်ဌာနနဲ့ဆက်ကြမယ်ဆိုရင်မမြင်နိုင်တဲ့အိမ်ဆောင်နဲ့တွေကိုယ်ဆောင်နဲ့သာသနာဆောင်နဲ့ကိုကြီးကျော်မနေလေးမကြအကုန်လုံးကဒီသာသမီတွေကိုစောင့်ရှောက်ရတယ်လှုပ်ကြွေးရတယ်ဟိုကုံကုံပြောမယ်သူတို့ကတော့ပြန်ပြီးတော့ဥချရတယ်ဟုတ်လားခုတော့အိမ်ဦးနဲ့ဖြစ်တဲ့မိဘနှစ်ပါးကျတော့ကျွေးပေါ်မရဘဲနဲ့ဟိုမစားနိုင်တဲ့မနေလေးပဲကျုပ်ကိုအပြတ်မခံဘူးတင်လုပ်နေတာဟုတ်လားအဲ့ဒီကျုပ်ကိုအမေကြော်ကျွေးတိုင်းအမေသမင်းတက်နဲ့ကောင်းကောင်းမစားရဘူးလားရိုးရိုးလေးကိုအဆန်းလုပ်နေတာဟုတ်တယ်မလားဒါနံပါတ်1ကောင်းကျိုးဟောဒီလောကမှာမိဘနှစ်ပါးကိုလှုပ်ကြွေးတဲ့သာသမီတွေစာမေဝဲအောင်ခြင်းသလားအောင်မယ်စီဝါရေးတက်ခြင်းသလားတက်မယ်ယာတုတက်ခြင်းသလားတက်မယ်ဘာမှရရမချင်းနဲ့အဲ့ဒါအကောင်းဆုံးရရပဲဟုတ်လားအမေသားဖြစ်နေ promotion လိုချင်နေပြီမေတ္တာပို့ပေးပါဆိုကိုယ့်အဖေနဲ့ကိုယ့်အမေရှင်းမှာပဲထမင်းလေးကိုတန်တန်လေးကောင်းကောင်းလေးထည့်ကျွေးပြီးဆူတောင်းတာမှာအကောင်းဆုံးပဲဟုတ်တယ်မလားဒေဝနာမိနတ်တွေကလည်းတိကိသန္တိဖေမယအောင်ဆေးကု၍ပြတတ်ပါပေဆေးကုတယ်ဆိုတာယောဂပြောက်အောင်ကုတာမဟုတ်ဘူးလားအခုဆင်းရဲတဲ့ယောဂတွေမစုံဘူးလားအောင်မလီနတ်တွေကကုပေးလိမ့်မယ်အမေနဲ့ဖေသာလုတ်ကြွေဟုတ်လားဣဒေဝနာပတ္တသတိပစ္ဆာတကေပမောတတိဣဒာဟောဒီပြစ္ဆုတ်ပလောကလူဘဝမှာနေနေတဲ့အချိန်မှလည်းပဲပန္တိတော်ကြောင်းကျိုးသိမြင်ပညာရှင်ဖြစ်တဲ့သူတော်စင်တွေကပသန္တန်ဒီလိမ္မာလိုက်တဲ့သားလေးတွေသမီးလေးတွေတော်လိုက်တဲ့သားလေးတွေသမီးလိုက်တွေကျမ်းမာကြပါစေချမ်းသာကြပါစေအထက်တန်းကြတဲ့ဘဝကိုရကြပါစေလို့ပညာရှိတွေကလည်းချီးမွမ်းကြပါတယ်တဲ့ပြိဿရဲ့ပညာရှိတွေဟာလူမိုက်တွေချီးမွမ်းတာမလို့ခြင်းနဲ့ပညာရှိချီးမွမ်းတာတယောက်ရရင်တော်ပြီဟုတ်လားလူမိုက်တရားချီးမွမ်းတာမပြောနဲ့သူတော်ကောင်းတယောက်ချီးမွမ်းရင်ပြောစရာမကောင်းဘူးလားအခုဒီကိုယ်တော်လေးသံဃာပရိသတ်အလယ်မှာမြတ်စွာဘုရားကကြောတော်ကိုလက်တော်လေးပုတ်ပြီးတော့သာဓုအခေါ်ခံရတာဘယ်လောက်အားကြဖို့ကောင်းလဲဟုတ်တယ်မို့လားဟောဒီဘဝကပစ္စာဓမ္မလောကနောက်ဘဝရောက်ပြန်တော့လည်းပဲပမောတတိနတ်ပြည်ချောင်းရွာဗြဟ္မာမကျွင်းခပိဩသောလုံးစုံသောကောင်းမြတ်သောသူဂတိဘုံဘဝသို့ဝမ်းမြောက်ဝမ်းသာဖြစ်ရပါ၏ဟောသိသွားရင်လည်းပဲတဲ့နတ်ပြည်ဗြဟ္မာပြည်ဆုမတောင်းနဲ့ရောက်ပြီးသားပဲဟုတ်လားလူဖြစ်ရင်ဖြစ်မယ်နတ်ဖြစ်ရင်ဖြစ်မယ်ဗြဟ္မာဖြစ်ရင်ဖြစ်မယ်ငရေတိရစ္ဆာန်ပြိတာသူရကင်းဘယ်တော့မှမရောက်နိုင်တော့ပါဘူးတဲ့ဒါကြောင့်အပေပိတ်ခြင်းနေဆိုရင်လည်းပဲမိဘနှစ်ပါးကိုလှုပ်ကြွေးပါဘဝချမ်းသာကိုလိုချင်နေဆိုရင်လည်းမိဘနှစ်ပါးကိုပဲလှုပ်ကြွေးပါတမလွန်မှာဆင်းရဲတဲ့ချမ်းသာကိုလိုချင်နေဆိုရင်လည်းမိဘနှစ်ပါးကိုလှုပ်ကြွေးပါဟုတ်တယ်မဟုတ်လားဣဒာပိသောပန်လောကဤလူဘဝ၌လည်းပဲဗန္တိတော်ဘုရားအစရှိသောသူတော်ကောင်းသူမြတ်လောင်းတို့ကကောင်းပါပြီစွာကောင်းပြီစွာတော်ပါပြီစွာတော်ပြီစွာလိမ္မာလိုက်တဲ့သားကောင်းလိမ္မာသမီးရဏလေးရည်လို့ပသသံဒီကောင်းစွာမသွေးချီးမွမ်းကြပါပေကုန်၏ပစ္စာဒီဘဝကသေဆုံးလို့နောက်ဘဝရောက်ကြပြန်တော့လေပမောတတိနတ်ပြည်ချောင်းရွာဗြဟ္မာမကျွင်းခပိဩသောလုံးစုံသောကောင်းမြတ်သောဘုံဘဝဘုံဌာနသို့
ကောင်းစွာမသွေရောက်ရပါပေသောတည်းဒေသနာဝသနိမြတ်စွာဘုရားသွန်နာသမ္မဇတ်ဒေသနာဟောကြားရာဆုံးချိန်ခါ၌သောအမျိုးအမည်အပြင်ထင်ရှားမရှိတဲ့ခောရိယဟန်လေးသည်သောတာပတ္တိဖလေသောတာပတ္တိဖို့၌ပဋိဌာဟိကောင်းစွာမသွေတည်ခဲ့ပါပေတော်တည်းပရိသတ်တရားဆုံးသွားတော့ကိုတော်လေးပဲအဆင့်ရောက်သွားပြီလေခုနကဘဝပါရမီနုခဲ့ပြီမဲ့အခုမြတ်စွာဘုရားရှေ့မှာနာကြားရဲ့ရှုပွားလိုက်တာစောစောကပါရမီကုသိုလ်တွေကပေါင်းစပ်လိုက်တော့သောတာပန်ရောဖြစ်မသွားဘူးလားကဲပရိသတ်ကိုတော်လေးကောင်းကျိုးရသွားသလားဆိုးကျိုးရသွားလားဒီတော့မိဘနှစ်ပါးကိုလှုပ်ကြွေးတာဟာမိဘနှစ်ပါးချမ်းသာဖို့လားကိုချမ်းသာဖို့လားအကြောင်းရှိတော့အကျိုးပေါ်ကိုချမ်းသာတော့မိဘနှစ်ပါးရောမချမ်းသာဘူးလားအဲ့ဒါပဲဒါကြောင့်အာလုံးတော်တို့တရားဓမ္မပေါင်းသူတော်ကောင်းတွေကိုဒီကနေ့ဟောကြားလိုက်တဲ့တရားဏိဂုံးတက်လို့ရလိုက်ပါပြီနော်မိဘနှစ်ပါးရဲ့မျှော်လင့်ချက်၅ပါးကိုကြည်အောင်ဆက်နိုင်ပါစေမိဘနှစ်ပါးနှလုံးသားမှာသီလသမာသီလတရားသီလစာကပညာတရားတွေကြည်အောင်ကျေးဇူးဆက်လို့ပေးနိုင်ပါစေအရှင်သာရိပုတ္တရာဘုရားရှင်တို့ကဲ့သို့ဓမ္မနဲ့ကျေးဇူးဆက်နိုင်ပါစေဒီကိုယ်တော်လေးကဲ့သို့မိဘနှစ်ပါးကိုဆွမ်းခံကြွေးပြီးတော့လှုပ်ကြွေးရင်းနဲ့ကျေးဇူးဆက်နိုင်ကြပါစေကျေးဇူးဆက်နိုင်ကြကုန်၏ဖြစ်၍ဟောဒီကိုယ်တော်လေးဘဝချမ်းသာတန်ត្រာချမ်းသာရသွားသလိုပဲအာလုံးသောတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့လည်းပဲအစင်တန်းမြင်တဲ့ဘဝအထက်တန်းကြတဲ့ဘဝမှာမျက်နှာပန်းလှကြကုန်၍ကောင်းစွာမသွေဝမ်းမြောက်နိုင်ရပါစေကုန်သတည်းဒေတိတံသုဒ္ဓဗုဒ္ဓေနာသုနိတဝါဓမ္မဒေသနာအဘိနန္ဒနာစိတ်တိနာသာဒုသာဒုတိပါသထာသာရောတရားနာလာကြပါတဲ့မြတ်ဓမ္မပေါင်းသူတော်ကောင်းတို့ဒုံမီသေသူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘဝသုဒ္ဓအဖျားဖျားကိုပေးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သန္တိကံအထံတော်မှာဒေတိတံတဆင့်ခံငါဟောကြားအပ်သောဤပါဓမ္မဒေသနာအမွေခံထိုက်တဲ့သာသမီတွေဖြစ်ပေါ်ရန်ရည်တံဟောကြားအပ်သောအမွေခံထိုက်သူဖြစ်ပါစေအမည်ပေးလိုက်တဲ့ဤတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာယုတိအချိန်ပေးပြီးတော့နာကြားကြည်ကြကုန်၏ဖြစ်၍အဘိဓမ္မစေတိနာအလိုနှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိချာကြကုန်လျက်အဘိဓမ္မစေတိနာဟောဒီကိုယ်တော်ကြီးပြောင်းသလိုလိုနောက်သလိုလိုနဲ့အောင်မလေးတရားကိုတကယ်3 နာရီနီးပါးကြီးတောင်ဟောလိုက်တဲ့တော့ကာလမိရင်မမိမဲ့အိမ်ပြန်နောက်ကြရင်တော့ကိုယ်တော်ကြီးအိမ်ရောက်ရင်မေတ္တာပို့လိုက်အောင်မယ်ရင်လို့စိတ်ထဲမှာတရားတကယ်ရှိသွားလို့ကြိတ်ခဲလို့များအပွားစီဖြစ်နေမယ်ဆိုရင်ပရိသတ်ရဲ့အပြစ်တော်တင်တာကိုတော့ပုထုဇဉ်သဘာဝမှုဘာမှမပြောလိုပါဘူးပြန်ပြီးတော့လဲစဉ်းစားကြည့်ပါဦးဟောဒီကိုတော်ကိုနဲ့သားတွေကသင်္ကန်းဝတ်လာတာလူယိုကြီးမှဖျားဆူရစီရဲ့အစ်စ်ပါကျုပ်အတွက်သာသမီလည်းမရှိပါဘူးမြေလည်းမရှိပါဘူးခမည်းတော်သာသမီတွေနဲ့မိဘတွေကြားမှာရေရာပြေချောင်းကုသိုလ်ကောင်းတွေတိုးပွားအောင်တမယပင်မှန်ခံပြီးတော့လေတံတကြုတ်ကြုံနဲ့ဟောရပါဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းပြရင်ကြည်ကြည်နဲ့ကြည်ကြည်လင်လင်ဝမ်းမြောက်ဝမ်းသာပီတိတွေဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာသာသုံးရင်သုံးဝါန
နှုတ်မြဟာ၍ကောင်းစွာမသွေကျွရင်လိုက်ကြလေကုန်ရသတည်းစီစဉ်ပါတော့